ဒီနေ့ခေတ်မှာဆယ်ကျော်သက်သားသမီးတွေကြုံနေရတဲ့အရာ၅ခုရှိတယ်လို့ကျွန်တော်ဖတ်ရှုရပါတယ်ပထမတစ်ခုကဘာလဲဆိုတော့ mental health လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာပါဒုတိယတစ်ခုကတော့သူတို့ရဲ့ social media နဲ့ screen time ပြဿနာပါဒါကတော့လူတိုင်းကြုံနေရပါတယ်တတိယတစ်ခုကတော့သူတို့ရဲ့အနာဂတ်အတွက်ဒီ future plans တွေကိုဘယ်လိုရွေးချယ်ရမှန်းမသိတဲ့ပြဿနာဖြစ်ပြီးတော့နံပါတ်၄ကတော့ကျွန်တော်တို့ရဲ့ safety ပိုင်းဆိုင်ရာပြဿနာเนาะကျွန်တော်တို့မိုးရစီဝါကနေစလို့အရာရာဟာလက်ရက်ခွန်နေကြတယ်။နောက်နံပါတ်5အချက်ကတော့ဒီနေ့ခေတ်မှာပြောင်းလဲလာတဲ့ social dynamic လို့ခေါ်တဲ့လူမှုအတိုင်းဝိုင်းတွေရဲ့ဒီပေါင်းသင်းဆက်ဆံရေးတွေပြောင်းလဲမှုများဆန်တာတွေဖြစ်ပါတယ်။အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ဆွေးနွေးထားတဲ့ဗီဒီယိုလေးကိုအခုတင်ဆက်ပေးထားပါတယ်။မိနစ်90လောက်ကြာပါတယ်။အဓိကကတော့မိမိသားသမီးတွေရဲ့အောင်မြင်တိုးတက်ရေးကိုမြင်ကျင်ကြတဲ့မိဘတွေသားသမီးနဲ့မိဘကြားမှာနားလည်မှုတိဆောက်လို့တဲ့မိဘများအတွက်ကျွန်တော်ရည်ရွယ်ပါတယ်ဗီဒီယိုကရှေ့ပါတယ်နောက်ထောင်ပြကြပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘာဖြစ်လို့ကျွန်တော်ဒါကိုလှုပ်ဖြစ်တယ်လဲပေါ့နော်ပထမတစ်ချိန်လုံးကတော့ကျွန်တော်ပြောစရာလေးရှိလို့မိဘတွေလည်းသိရမယ်ကလေးတွေကိုတော့ကျွန်တော်သင်တန်းနေနဲ့လုပ်ရင်းနဲ့ကျွန်တော်ခေါ်လိုက်တာသို့တော့အခုတဖြည်းဖြည်းနဲ့ကျွန်တော်မြင်လာတာပေါ့နော်ဘာလို့မြင်လာလဲဆိုတော့တစ်ခါတလေမှာမိဘတွေကကျွန်တော်ကိုခွင်တောင်းတယ်အားဆရာစကားပြောခြင်းနဲ့တိုင်ပင်ခြင်းနဲ့ကလေးတွေကိစ္စတွေနဲ့တိုင်ပင်ခြင်းနဲ့ဆိုတော့ကျွန်တော်စကားပြောဖြစ်ပါတယ်တော်တော်များများသင်တန်းတက်တော့မယ်ဆိုရင်တချို့မိဘတွေကသင်တန်းမတက်ခင်မှာတည်တည်ချာချာကလေးတွေကိုသင်တန်းမတက်ခင်မှာကလေးတွေရဲ့ဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်အဲ့တော့အဲ့မှာကျွန်တော်နှစ်ခုတွေ့ရတယ်ဗျတခါတရံမှာကလေးတွေလည်းလိုအပ်ချက်ရှိတယ်ပေါ့နော်သို့တော်တခါမှာမိဘတွေကိုယ်တိုင်ကလည်းလိုအပ်ချက်တွေရှိနေတာကျွန်တော်တွေ့ရတယ်နော်အဲ့တော့အဲ့ဒီဟာပေါ်မူတည်လို့ကျွန်တော်ဒီနေ့ညကျွန်တော်ပြောတာမိဘတွေဘက်ကလည်းလိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုကိုယ့်ကိုပြုပြင်ရမယ်ပေါ့နော်မိဘတွေဘက်ကလိုက်ပြောင်းရမယ်အရာလေးတွေကျွန်တော်တွေ့လာတယ်အဲဒါကြောင့်မလို့ကျွန်တော်ဒီနေ့ညအစီအစဉ်ကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့တက်ရောက်လာကြပေးတဲ့အနေနဲ့ရဲ့နိုင်ငံတည်တည်ကကျွန်တော်မြန်မာမိတ်ဆွေမိဘများအားလုံးမင်္ဂလာပါကျေးဇူးလည်းကျွန်တော်တင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆိုရင်လည်းကျွန်တော်ပိတ်ရက်ပါပဲကျွန်တော်နားရက်ကျွန်တော်ခီးသွားနေတာခီးသွားတဲ့ဟိုတယ်ကနေပဲကျွန်တော်ဒီနေ့ညစကားပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ညမှာအပိုင်း၅ပိုင်းပြောမှာပေါ့နော်အပိုင်း agenda လေး၅ခုကျွန်တော်စီစဉ်ထားတယ်လက်ရှိဖြစ်နေတဲ့ trend ကိုကျွန်တော်ပြန်ပြီးသုံးသပ်ပြမယ်လက်ရှိဒီ teenagers ရဲ့ trend ကဘာလဲအဲ့ဒီပုံမှာဘလို့အဲ့ trend တွေမှာမိဘတွေကဘလို့လုပ်ယူရမလဲအဲ့ trend မှာဘလို့ကလေးနဲ့ communicate လုပ်ရမလဲမိဘတွေအတွက် challenges ကဘာလဲပေါ့နော်နောက်တစ်ခါကလေးတွေနဲ့မိဘနဲ့ကလေးတွေနဲ့ကြားထဲမှာလုပ်ရမယ် discussion point စကားပြောရလိမ့်မယ်ခင်ဗျာမိတ်ဆွေတို့ကအဲ့တော့စကားပြောရမယ်ဆွေးနွေးမှုလေးတွေလုပ်ရမယ်သားတွေသမီးတွေနဲ့အဲ့တော့ဘာစကားတွေပြောရမလဲဆိုတဲ့ဟာကိုကျွန်တော် point out လုပ်ပြပေး and being advice ပေါ့နော်ကျွန်တော်ပေးခြင်းတဲ့ advice and then မေးချင်တာမေးရင်လည်း question answer ဆိုပြီးတော့ကျွန်တော်အပိုင်းကျွန်တော်ခွဲထားပါတယ်အဲ့တော့အားလုံးကတော့ဂျားထဲမှာတော့နာပြီးတော့ပြောသွားမယ်ပေါ့နော်တကယ် heavy မေးတရားရှိရင်တော့ကျွန်တော်တို့နောက်ဆုံးပိုင်းမှာကျွန်တော်တို့မေးကြပါတော့ okay အဲ့တော့စပြောခြင်းတဲ့စကားအားလုံးကြားဘူးမှာပါ Rabindranath Tagore ဆိုတဲ့ဟလာအိန္ဒိယကဗျာဆရာကြီးနော်အိန္ဒိယရဲ့ပညာရှိကြီးသူပြောတဲ့စကားလေးပါ Don't limit a child to your own learning for he was born in another time တော့ကလေးတွေကကိုယ့်ခေတ်မှာမွေးတာမှမဟုတ်တာနော်ကိုနဲ့ခေတ်မှာမတူတာတခြားအချိန်တစ်ခုတခြား decade တစ်ခုမှာမွေးလာတာအဲ့ဒီကလေးတွေနဲ့တွားပြီးတော့ကိုရုံးကပုံစံနဲ့တွားပြီးတော့ limit မလုံးနဲ့ဆိုတဲ့စကားသူကပြောခဲ့တယ်တတိပေးခဲ့တယ်အဲ့တော့ဒါကကျွန်တော်စပြီးမိဘတွေကစဉ်းစားမယ်ငါတို့ခေတ်နဲ့သူတို့ခေတ်နဲ့ပုံစံမတူတာကိုတွားပြီးတော့စကားlimit လုပ်လို့မရဘူးကန့်တက်လို့မရဘူးဆိုတော့အတိလေးတစ်ခုအဲ့ဒီအတွေးလေးတစ်ခုနဲ့ကျွန်တော်တို့ကစကြတယ်အဲ့တော့ပထမဆုံးဒီ trend မှာကျွန်တော်တို့ကြုံနေရတာဘာလဲဆိုတော့ mental health ဆိုတဲ့ပြဿနာအကြီးပါတော်တော်ကြီးတယ် mental health ကဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကျွန်တော်ထွေထူးပြောစရာမလိုတော့မိဘတွေအားလုံးသိပြီးသားပဲเนาะကျွန်တော်တို့ဒီကိုဗစ်ကာလကနေစခဲ့လို့ဒီနေ့ဒီချိန်ဒီ9နှစ်6နှစ်တာကာလအတွင်းမှာခင်ဗျားတို့ကျွန်တော်တို့တွေလည်းစိတ်တွေညစ်ခဲ့ရတယ်လို့ပဲကျွန်တော်တို့ရဲ့စိတ်ညစ်ရတဲ့စိတ်ကျွန်တော်တို့ကြောင့်ကျွန်တော်တို့တွေညစ်တဲ့နေရာနေပြီးတော့တောက်လျှောက်ဖြစ်လာတဲ့ effect တွေပေါ့เนาะအဲ့ဒါတွေကကလေးတွေမှာပါရိုက်ခတ်တယ်အဲ့တော့ကလေးတွေကလည်း
သူတို့အတွက်သူတို့ပူတယ်ငါတို့ဘယ်လိုဆက်လုပ်ရပါမလဲဆိုတော့သူတို့မှာသူတို့စိတ်ထဲမှာသူတို့ရဲ့ဒီ anxiety ဖြစ်တယ်ဆိုတော့ခံစားချက်တွေကကလေးတွေမှာရှိနေတယ်အဲ့တော့နေရာဒေသပြောင်းရွှေ့ရတာတွေကြောင်းပြောင်းရွှေ့ရတာတွေအတွက်သူတို့မှာပတ်ဝန်းကျင်အဆင်မပြေတယ်အထူးသဖြင့်ကျောင်းတွေတချို့ဆိုအစိုးရအကြောင်းမှမနေခြင်းတော့ပုဂ္ဂလိကအကြောင်းပြောင်းနေတချို့ပုဂ္ဂလိကအကြောင်းနေ international school ဆိုတာကြီးပြောင်းနေအဲ့မှာကလေးတွေရဲ့ stress တွေ depression တွေဖြစ်လာတယ်နောက်ဒီပတ်ဝန်းကျင်ရဲ့ social pressures ပေါ့နော်ပတ်ဝန်းကျင်မှာလည်းပုံစံမျိုးစုံနဲ့ pressure တွေသူတို့မြင်လာတွေ့လာကြားလာရတယ်ဒါကကျွန်တော်တို့ငယ်ငယ်နဲ့မတူတဲ့ပြဿနာပါဒါကကျွန်တော်တို့နိုင်ငံရဲ့ society အစ်စ်မှာဖြစ်လာတဲ့အပေါ်ကနေပြီးတော့မှကလေးတွေခံစားရတဲ့ mental health ပါတနည်းအားဖြင့်ပြောရင်ဘယ်လိုပြောမလဲနုနယ်တဲ့เนาะအသိဉာဏ်နုနယ်သေးတဲ့အရွယ်မှာသူတို့ဒီစိတ်ပိုင်းဆိုင်ရာခံစားချက်တွေအများကြီးရှိနေတာဒါဒီနေ့ trend ပါအဲ့တော့ဒုတိယတစ်ခုကလည်းကျွန်တော်တို့ဒီ social media တဲ့ screen time ပြဿနာပါဒါကတော့မြန်မာမှာမဟုတ်ပါဘူးကျွန်တော်တို့တစ်ကမ္ဘာလုံးမှာဒီပြဿနာတက်ကြတယ်အဲ့တော့အဓိကကလေးတွေတရက်ကိုအချိန်ဘလောက် social media ပေါ်မှာသုံးတယ်လဲကျွန်တော်တို့သတိထားကြည့်ဖို့လိုပါတယ်เนาะနောက်ပြီးတော့တခြားဘာ device တွေသူတို့သုံးနေကြသေးလဲเนาะတခြားဘာ device တွေသုံးနေကြသေးလဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဖုန်းတွေမကဘူးပေါ့เนาะကလေးတွေကြတော့လိုအပ်ရင် tablet ဝယ်ပေးရတာရှိတယ်တချို့တွေကအိမ်မှာ desktop သုံးကြတယ် desktop ကိုသုံးကြတဲ့အခါမှာလည်းဟို gamer တွေဖြစ်တဲ့အိမ်တွေဆိုပိုဆိုတာပေါ့เนาะသူတို့ gamer အတွက်သုံးရတဲ့ desktop ကပိုတန်ဖိုးကြီးသေးတယ်ဟာလားအဲ့တော့နောက်တစ်ခါသူတို့အဲ့ချိန်မှာတစ်ခုပြဿနာကသူတို့ရဲ့ privacy ကိုလိုချင်ကြတဲ့အခါမှာမိဘကလည်းဒီကွန်ပျူတာပေါ်မှာကွန်ပျူတာသူဘာသုံးနေလဲဆိုတာဝင်မကြည့်နိုင်သူတို့ရဲ့ online ပေါ်က experience ကိုသူတို့ဘာတွေသိနေလဲဘာတွေတွေ့နေလဲဘာတွေဖတ်နေလဲဆိုတာကိုကျွန်တော်တို့မသိနိုင်ဘူးเนาะအာဟိုသူတို့အရွယ်နဲ့ထိုက်တဲ့ဒီ website တွေဘာမဲ့သူတို့ကကြည့်ရမှာပေါ့တော့ကျွန်တော်တို့ဘာခေါ်မလဲဆိုတော့ရုပ်ရှင်တွေမှာတော့ parental control တွေရှိတာပေါ့เนาะကျွန်တော်တို့ Netflix ဆိုပါမှာPG-13 အဆင့်လို့ဘာလို့သတ်မှတ်တယ်လို့ပဲအသက်73နှစ်အောက်18နှစ်အောက်လားဒီလိုမျိုးအသက်အရွယ်ကန့်သက်ချက်တွေရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ဆိုရင်တော့တငယ်ချင်းပေါ့เนาะကျွန်တော်စီးပွားရေးလုပ်ဖို့ကိုင်မဲ့တငယ်ချင်းတယောက်ဆိုတနည်းအားဖြင့်ပြောပါတယ်သူကသူ့ tablet ရှိတယ်ဒါပေမဲ့သူ့ tablet မှာသူကဘာလဲဆိုတော့သူ့သမီးကိုပေးကန်ဒီမှာသူကအများနဲ့ parental control လုပ်ထားတယ်အဲ့တော့သူသမီးကရုပ်ရှင်ကြည့်လို့မရဘူးဒါတော့မှနော်ဒီကလေးက73နှစ်ပဲရှိသေးတယ်သူသမီးလေးက73နှစ်ကိုအင်္ဂလန်မှာတယောက်တည်းကျောင်းသားတက်နေတာ boarding school တက်ပြီးတော့အဲ့လောက်ထိခင်မိတယ်ပေါ့နော်ကောင်းကောင်းကို survive လုပ်နေတယ်အင်္ဂလန်နဲ့မြန်မာပြည်ကိုအသက်73နှစ်သမီးကအိမ်ဦးနဲ့ကြမ်းမြလို့လေနဲ့သွားလိုက်ပြန်လိုက်တယောက်တည်းသွားနေဖေနဲ့မိလိုက်ဆံမလို့အဲ့လိုစိတ်ချရတဲ့ကလေးတော်မှအဖေလုပ်တဲ့လူကဘာလုပ်ထားလဲဆိုတော့ tablet ထဲမှာ parental control လုပ်ထားတယ်အဲ့တော့သူသမီးကရိုးရိုးတရေကားကြည့်ချင်တာဒီ suspense ပေါ့နော်ဒီခုခေတ်နာမည်ကြီးနေတဲ့ဒီစိတ်ကူးရင်တရေကားလိုဟာမျိုးကိုကြည့်ချင်တော့သူကြည့်လို့မရဘူးအဖေကတခါလေး lock လုပ်ထားတယ်အဲ့တော့ဒါကတော့မိဘလုပ်တဲ့လူက IT ကိုနားလည်ထားတော့သူသမီးကို tablet တော့ပေးတယ်ဒါပေမဲ့သူသမီးရဲ့အသက်အရွယ်မှာကြီးတည်တတ်တဲ့ဒီ parental guidance ပါတဲ့ဟာတွေကိုပဲကြည့်ဖို့အတွက်သူက limit လုပ်ထားနောက်တစ်ခုအဲ့တော့သူတို့ရဲ့အနာဂတ်ကိုလည်းသူတို့ကစဉ်းစားတယ်နော်ကလေးတွေကဒီနေ့ခေတ်မှာကျွန်တော်တို့နဲ့ခေတ်နဲ့မတူတာကကျွန်တော်တို့ကဆရာဝန်လုပ်မယ်အင်ဂျင်နီယာလုပ်မယ်ဆိုတော့ခေတ်လောက်နဲ့ပဲကြီးပြင်းလာတာဟဟလားနည်းနည်းလေးပတ်စံရှိရင်သင်္ဘောတက်မယ်ဆိုတော့ခေတ်နဲ့လာခဲ့တယ်ဒါပေမဲ့ဒီနေ့ခေတ်မှာကသူတို့တွေရွေးချယ်စရာကအရန်များတယ်တိုးတက်ပြောင်းလဲမှုကအရန်မြန်တယ်ကျွန်တော်တို့တွေမတီးဘူးမကြားဘူးမမြင်ဘူးတဲ့အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာအလုပ်တွေချမ်းသာနိုင်တဲ့အလုပ်တွေအများကြီးရှိနေဟုတ်လားအဲ့ဒီခါမှာသူတို့ရဲ့ဘဝကိုသူတို့ဘယ်လိုလျှောက်လန်းရမလဲဆိုတာကိုသူတို့ blah ဖွာပေါ်လို့ခေါ်မလဲနည်းနည်းဝေဝါးကုန်တယ်လို့ကျွန်တော်မြင်တယ် career and college course ဘယ်အကြောင်းကိုတက်ရမလဲဘယ်ဘာသာကိုယူရမလဲဘာနဲ့အတန်ဝေးဝမ်းကြောင်းမှုလဲဆိုတာအဲ့တော့အဲ့မှာနှစ်ပိုင်းရှိတယ်တစ်ပိုင်းကကြတော့ငယ်ငယ်တွေကအိမ်နဲ့
ပုံမှန်လင်းလင်းဆက်ဆံရေးရှိတယ်မိဘကလည်းနားလေတဲ့အခါမှာသူတို့လိုရာကိုလည်းပံ့ပိုးပေးတဲ့အတွက်သူတို့ဘယ်ကျောင်းတက်မယ်ဟာလာဘယ်တက္ကသိုလ်တက်မယ်ပြီးရင်ဘယ်နိုင်ငံသွားမယ်ဘာလုပ်မယ်ဆိုတော့ရည်ရွယ်ချက်ရည်မှန်းချက်ဖြောင်းဖြောင်းတန်တန်ရှိပြီးသားကလေးတွေကတအုပ်စုသူတို့ကတော့ပူစရာမရှိဘူးနောက်တစ်စုကြတော့မိဘကိုယ်တိုင်ကလည်းဒီပညာရေးနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးပတ်စံတော့ရှိတယ်မိဘကပံ့ပိုးပေးနိုင်မယ်ဒါပေမဲ့ကလေးတွေကိုယ်တိုင်ကလည်းအဲ exposure နည်းတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဟိုတိတ်နားမလဲအဲ့တော့ဘယ်တက္ကသိုလ်တက်လို့တက်ရမှန်းမသိဘူးအဲ့တော့ဘယ်ဘာသာရပ်ဘယ်တက္ကသိုလ်ကိုတက်မှ तू तू အတန်မွေးဝမ်းကြောင်းခြင်းနဲ့ဘယ်အလုပ်နဲ့လုပ်လို့ရမယ်ဆိုတဲ့ဟာမျိုးကိုသူတို့မသိကြသေးဘူးပေါ့နော်အထူးသဖြင့်ကျွန်တော်ဘန်ကောက်မှာဒီကျောင်းကလေးတွေဒီ high school ကျောင်းအပ်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကုမ္ပဏီကလုပ်ပေးနေရတော့မိဘတွေတိုင်ပင်တဲ့အခါမှာအဲ့ဒါတော့တွေ့ရတယ်မိဘတွေကိုယ်တိုင်ကလည်းဘယ်ကျောင်းတင်တော်တွေဆိုတာမသိဘူးဘယ်ကိုဆက်သွားမယ်ဆိုရယ် career pathway ကိုမသိဘူးပေါ့နော်ကလေးတွေကိုဘယ်လိုလုပ်ပေးရမလဲဆိုတော့အဲ့တော့အဲ့ဒီဟာတွေကစကားပြောပေးဖို့လိုလာတယ်နော်ကိုသားသမီးဘာဖြစ်ချင်လဲဆိုတာနားလည်အောင်ပြောပေးဖို့လိုလာတယ်အဲ့ဒီမှာသူတို့မှာပြဿနာတက်နေတယ်နောက် safety ဘိုင်းမှာအဲ့တော့ safety ဘိုင်းမှာကျွန်တော်တို့ကအထူးသဖြင့်တော့ဗာလဲဆိုတော့ physical safety လို့ခေါ်တဲ့ဒီနေ့ခေတ်မှာမူရစေဝါတွေအရန်ပေါ်နေတယ်ဆိုတာလဲဒါခင်ဗျားတို့သိတယ်ဟဟလားကျွန်တော်တို့ငယ်ငယ်တုန်းကလက်ငါးချောင်းမပြည့်ဘူးဟဟလားဟိုအစိုးဆုံးကမှ number 4ပဲဟဟလား number 4နဲ့ကျွန်တော်တို့ဆေးကြောက်ကလွဲရင်ကျန်တာကဒါလောက်မဟုတ်เนาะဒီနှစ်ခုပဲရှိတယ်ပြောကြကြည့်ဆိုကျွန်တော်တို့လူပြိုဘဝကဒါပေမဲ့ဒီနေ့မှာခင်ဗျားတို့သိတဲ့အတိုင်းပဲအရက်ဆိုတာလဲပေါ်ခြင်းတော်ခြင်းမူရစေဆိုတာလဲပေါ်ခြင်းတော်ခြင်းဝင်းရဆိုင်မှာဝယ်ခြင်းသလိုဝယ်လို့ရနေတယ်အဲ့ဒီဟာအတွက်ကလေကျွန်တော်တို့ကစိတ်ပူစရာကဏ္ဍတစ်ခုရှိတယ်နောက် social dynamics လို့ခေါ်ပါတယ်ဟို social dynamics ဆိုတာဘာလဲဆိုတော့ဒီအပေါင်းအသင်းဆက်ဆံရေးဘိုင်းမှာလဲပုံစံပြောင်းလာတယ်ခစ်ကလေးတွေပုံစံမတူတာကလေးတွေပုံစံကြီးပြင်းလာတဲ့ကြီးပြင်းရတဲ့ပတ်ဝန်းကျင်တွေပုံစံမတူတဲ့အခါမှာဒီတငယ်ချင်းဖြစ်မဲ့ပုံစံတွေကကွဲလာတယ် friendship ဖြစ်ရမယ့်ပုံစံလေးတွေကွဲလာတယ်နောက်ကို့ဘေးမှာရှိနေတဲ့တငယ်ချင်းတွေအခန်းထဲမှာရှိနေတဲ့တငယ်ချင်းတွေ classmates တွေမှာလည်းသူတို့လုပ်နေတာတွေသူတို့ရဲ့ပတ်ဝန်းကျင်တွေမတူကြတဲ့အခါမှာဒီပုံကနေပြီးတော့မှကလေးတွေကစိတ်ပိစီးလာတယ်။အော်ဘေးကတငယ်ချင်းလို့လှုပ်ချင်လိုက်တာသူ့လိုမျိုးကြောင်းတက်ချင်လိုက်တာသူ့လိုမျိုးဝယ်ချင်လိုက်တာเนาะအဲ့ဒီပြဿနာတွေကဟိုကျွန်တော်တို့ငယ်ငယ်တော့မရှိဘူးလားဆိုတော့ရှိပေမဲ့ကျွန်တော်တို့ရဲ့ဆိုးဝါးတဲ့အခြေအနေတစ်ခုကိုရောက်တယ်လို့ကျွန်တော်ကမြင်တယ်နော်အဲ့တော့အပေါင်းအသင်းဆက်ဆံရေးပြဿနာမှာလည်းဒီဟာတွေကအများများလာတယ်နော်ဟိုတာမန်တငယ်ချင်းတွေကျွန်တော်တို့ငယ်ငယ်တုန်းကပေါင်းတဲ့တင်းတဲ့ပုံစံလေးနဲ့မတူကြတော့ဘူးဆိုတော့ဒါကမှလည်းအခက်အခဲတစ်ခုရှိလာတာကိုကျွန်တော်တွေ့ရဟုတ်ပြီဒါဆိုလို့ရှိရင်ဟုတ်ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့တော့ကျွန်တော်တို့ဒီနေ့ရည်ရွယ်ချက်ကိုကဟိုနောက်ထပ်စကားလေးတစ်ခုပေါ့ the best inheritance ဆိုတဲ့သဘောလေးเนาะအကောင်းဆုံးဒါဟိုအမွေပေးတဲ့သဘောမျိုးပါပဲအဲ့တော့ဘာအမွေပေးမှလဲဆိုတော့ဒါမှမဟုတ်တရက်ကို few minutes ပဲလေးပဲကလေးနဲ့အချိန်ပေးပါဆိုတဲ့စကားကိုလည်းနားလေတဲ့ပညာရှင်တွေကပြောခဲ့တယ်ဒီကလေးတွေနဲ့ပတ်သက်တဲ့ပညာရှင်တွေစိတ်ပညာရှင်တွေကမိဘတွေကငွေပုံပေးပြီးတော့အမွေပေးတာတဲ့စာရင်ကလေးတွေနဲ့အချိန်လေးနည်းနည်းလေးပြော a few minutes လို့ပြောတာပါ1 hour လို့တော့ပြောတာမဟုတ်ပါဘူးနော်1 hour လို့ပြောတာမဟုတ် a few minutes လေးပဲ9 minutes 10 minutes 15 minutes လောက်လေးပဲအချိန်ပေးပြီးတော့သားတွေသမီးတွေကိုနားလည်အောင်အာစကားပြောပေးဖို့လိုပါတယ်တဲ့နော်ဒါလေးကိုကျွန်တော်သိဖို့လိုပါတယ် okay အဲ့တော့ကျွန်တော်တို့ခုနပြောခဲ့တဲ့မှာဒီ trend ပေါ်မှာနောက်ထပ် challenges တွေကျွန်တော်တို့ communication လုပ်တာဘာတွေဆက်လုပ်ရမလဲခုနက trend တွေကို gap ဖြစ်နေတာတွေကို short ချပထမ short ရမယ့်ဟာက digital gap ကိုကျွန်တော်တို့က short ရမယ်တဲ့မိဘတွေကိုယ်တိုင်ကဒီကလေးတွေရဲ့ digital life ကိုတကယ်နားလေရဲ့လားသူတို့ကဘယ်လို communication လုပ်နေလဲသူတို့ဘယ်လို text တွေပို့နေလဲဘာ content တွေလုပ်နေလဲဆိုတာကိုကျွန်တော်တို့နားလည်ပေးဖို့လိုတယ်ငါသားလေး online သုံးနေတယ်ဆိုတာလေးတော့ပဲမထားစေချင်ဘူးเนาะတချို့မိဘတွေကြတော့လေonline သုံးနေတာကောင်းတယ်အင်္ဂလိပ်စာတွေတကြောက်ကြောက်နဲ့ရိုက်ပြီးတော့တငယ်ချင်းတွေနဲ့ဘိုလိုတွေပြောနေတယ်ဆိုတဲ့ဟာမျိုးနောက်နဲ့ပဲမကြည်နဲ့ပါနဲ့သူတို့ဆွေးနွေးနေတဲ့အင်္ဂလိပ်စကားကဘယ်အကြောင်းအရာကိုပြောနေတာလဲသူတို့ပြောနေတဲ့ content တွေကဘာတွေလဲဆိုတာလေနားလည်ဖို့လိုတယ်เนาะအဲ့တော့ဟိုကျွန်တော်ဆိုနည်းနည်း
ကျွန်တော်ကန်ကောင်းခဲ့လို့တော့ပြောရမယ်ကျွန်တော်သမီးကငယ်တုန်းက तू က9တန်း10တန်းလောက်မှာတည်းက तू ကိုရီးယားစာကိုအရန်ကြိုက်တော့ तू က तू self study လုပ်တယ် YouTube ကနေအဲ့သူ့လိုပဲတငယ်ချင်းတယောက်ကလည်း YouTube ကနေသူ့ရဲ့ငယ်တငယ်ချင်းတယောက်ကလည်း YouTube ကနေလုပ်တယ်အဲ့တော့နှစ်ယောက်သားက9တန်း10တန်းကနေဒီနေ့အထိသူတို့ချင်းသူတို့စကားပြောရင်ကိုရီးယားလိုပဲပြောကျွန်တော်လည်းနားမလဲဘူးနော်အဲ့တယောက်ကလည်းဂျပန်မှာကျောင်းသားတက်တယ်ဒါပေမဲ့ still ကိုရီးယားလို့သူတို့နှစ်ယောက်တည်းဆိုလို့ချင်းအဲ့မှာဖုန်းထဲမှာတကွမ်ကွမ်နဲ့ Messenger ထဲမှာပြောနေကြတယ်ကျွန်တော်ဒုက္ခရောက်တော့တကယ်သာကျွန်တော်သမီးကမလိမ္မာတဲ့ကလေးဆိုရင်သူတို့ဘာလို့နေမှာကျွန်တော်သိမှာမဟုတ်အခုတော့ကြောင်းပြီးတော့မှာပါအဲ့တော့ပြောချင်တာကနားမလည်နိုင်တဲ့ဘာသာရပ်တွေကျွန်တော်တို့လူကြီးတွေလိုက်မမိနိုင်တဲ့ကိစ္စတွေရှိတယ်အဲ့တော့သူတို့တွေသုံးတဲ့စကားလုံး text လုပ်တဲ့အသုံးအနှုန်းခေတ်စကားလုံးလေးတွေခေါ်တာပေါ့နော်မှာ LOL ဆိုရင်ဟာလာဟို text တိုက်နေ LOL ဆိုတာ laugh out loud ဆိုတဲ့စကားမျိုးလေးသူတို့ရည်ကျင်တဲ့အခါမှာsomething like အဲ့လိုမျိုးနောက်ကျွန်တော် emoji တွေအဲ့တော့ဒီဟာတွေအကုန်လုံးကိုမိဘတွေရတယ်ခင်မိအောင်ကျွန်တော်လိုက်ဖို့လိုတယ်ဒါနံပါတ်1အရေးကြီးတယ်နောက်တစ်ခုကမိဘတွေရဲ့ rules ပေါ့နော်အဲ့တော့မိဘတွေရဲ့ rules ကအခုပြည်ပနိုင်ငံတွေမှာခေတ်စားလာတာပါလဲဆိုတော့ teen serenity လို့သူကပြောတယ် teen serenity ဆိုတာဘာလဲဆိုတော့မိဘတွေကအလုတ်ကိုခဏရပ်ပလိုက်တာ carrier ကနေမိဘအဖေသို့မဟုတ်အမေတယောက်ကအလုတ်ခွင်ကနေခဏအနားယူတာအချိန်တစ်ခုပေးလိုက်ပြီးတော့ဘယ်လောက်ပေးရမလဲတော့ကျွန်တော်မပြောရဘူးအခုတွေ့ရတာကတော့အလုတ်ချိန် short ချတယ်ဆိုကြပါတော့တရက်ကိုမိဘက10နာရီလောက်အလုပ်လုပ်နေတဲ့မိဘဆိုရင်9နာရီလောက်ပဲအလုပ်လုပ်တော့တယ်အဲ့ကျန်တဲ့9နာရီကိုသားသမီးတွေအချိန်ပေးလိုက်တယ်အဲ့လောက်အထိကိုတကူးတကလုပ်ရတဲ့ဟာမျိုးဖြစ်လာတယ်เนาะကျွန်တော်တို့ငယ်ငယ်ကဒါကိုမကြဘူး teen eternity လို့သူတို့ကခေါ်တယ်ဘာလို့တာလဲဆိုတော့ဒီကလေးရဲ့ mental health ကိုနားလည်အောင်မိဘနဲ့ကလေးကြားထဲမှာပို့ပြီးတော့နားလည်မှုပိုရအောင်ကလေးတွေမှာဘာအခက်အခဲရှိနေလဲဆိုတာသိရအောင်အလုပ်ခွင်တွေကနေပြီးတော့အချိန်ပေးအနားယူပြီးတော့ကလေးတွေအနားမှာနေပေးတာเนาะ teens ဖြစ်တဲ့အတွက်10ကျော်သက်တွေနားမှာနေပေးတာเนาะအရန်ငယ်တဲ့ကလေးတွေကိုကျွန်တော်ပြောရမို့ဒီ10ကျော်သက်မှာပြောင်းလဲလာတဲ့စိတ်အခြေအနေအရသူတို့ကို support ပေးဖို့အတွက် parental rules ကို shift လုပ်လာတယ်ငါအဖေရောအမေရောပတ်စံကြီးပဲရှာနေလို့မဟုတ်သေးဘူးဟာလားဘာလို့ဆိုကျွန်တော်တို့ပတ်စံရှာတယ်ဆိုတာဘယ်သူအတွက်လဲဆိုတော့သူတို့အတွက်ပဲရှာတာပါဒါပေမဲ့သူတို့အတွက်ရှာတာမှန်ပေမဲ့အဖေမင်းကပတ်စံအရှာကောင်းနေလို့ကိုသားသမီးနောက်ွယ်မှာတခုဖြစ်နေကျွန်တော်တို့ပဲယဉ်ကျိုးရမှာလीအဲ့တော့ပတ်စံရှာတာကိုလည်းရှာသေးခြင်းပါတယ်တစ်ဖက်ကလည်းအဲ့ဒီအတွက်အချိန်လေးတွေပေးဖို့ကျွန်တော်ဒါအကြံပေးခြင်းပါတယ်နောက်တစ်ခုကျွန်တော်တို့လိုရမှာ perspective ပါအမြင်မတူကြအောင်เนาะအဲ့တော့သားနဲ့သမီးကသားသမီးတွေနဲ့မိဘဆိုတော့ထုံးစံတိုင်းပဲတယောက်နဲ့တယောက်အမြင်မတူနိုင်ပါဘူးเนาะအဲ့တော့အထူးသဖြင့်ကျွန်တော်တို့ဒီမတူညီတဲ့ perspective အမြင်တွေကိုအာ perspective တူလာအောင်လိုက်ပြောင်းရမယ့်တာဝန်ကကိုယ့်တာဝန်လို့ကျွန်တော်ကမြင်တယ်။ဘာကြောင့်လဲဆိုတော့ကလေးကငယ်သေးတယ်ဗျ။ဒီ teen တွေကငယ်သေးတယ်သူတို့ကဘလို့မှမိဘနေရာကလိုက်ပြီးတော့မြင်မှာမဟုတ်ဘူးသူတို့ရဲ့ experience ကမိဘကပဲ teens အရွယ်ကိုဖြတ်ခဲ့တာ။အဲ့တော့မိဘဒီနေ့လက်ရှိ present ရဲ့ technology နဲ့ social pressure ကိုတကယ်နားလည်ဖို့လိုတယ်။အဲ့ဒါမိဘကပြောင်းရမိဘကပြောင်းပြီးတော့ perspective တူသွားတော့မှကလေးတွေခစ်ကိုနားလည်ပုံချင်းတူတော့မှပို့ပြီးတော့ discussion လုပ်ရတာအဆင်ပြေမယ်လို့ကျွန်တော်မြင်တယ်နော်ကိုခစ်နဲ့ပဲကိုပြီးနှိုင်းနေလို့ရှိရင်ကလေးတွေကလိုက်ပြောင်းမှုမလွယ်ဘူးမဖြစ်နိုင်ဘူးအဲ့တော့ဒါကိုလည်းကျွန်တော်စဉ်းစားဖို့လိုတယ်အဲ့ဒီကနေဘာရလဲဆိုတော့ trust ရယုံကြည်မှုကလေးတွေနဲ့စကားပြောရင်းနဲ့ဒီကလေးတွေရဲ့ trend ကိုနားလည်လာတဲ့အခါမှာကလေးတွေနဲ့ရင်ပေါင်တန်းပြီးတော့မိဘကစကားပြောနိုင်တဲ့အခါမှာကလေးတွေအထင်ကြီးလာ။အော်ငါဖေကခစ်မိသားပဲငါမေကခစ်မိသားပဲဒါသူတို့ခေစကားနဲ့ပြောရင်ဟာငါဖေကငါတို့ကိုနားလည်သားပဲအဲ့တော့သူတို့ကနားလည်တယ်ဆိုတဲ့ခံစားချက်ကိုရတဲ့အခါမှာသူတို့ဖွင့်စကားပြောလာလိမ့်မယ်သူတို့တိုင်ပင်လာလိမ့်မယ်အဲ့ဒါ trust ပဲအဲ့တော့ကျွန်တော်ဘက်ကပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်အဲ့တော့ open and honest communication ဆိုတာနော် open ဆိုတဲ့စကားကိုပြောကြတာကကျွန်တော်တို့မြန်မာရဲ့ကာချာကိုနည်းနည်းဖျောက်ရတယ်
မြန်မာကာရှာငါမိဘပဲငါပြောသမျှနားထောင်ဆိုတဲ့အနည်းသားသမီးပဲမိဘပြောစကားနားထောင်ရမယ်ဆိုတဲ့ကာရှာကိုခဏလေးမေးလိုက်ကျွန်တော်ပြောလုံးလုံးစွန့်လို့ကျွန်တော်မပြောဘူးเนาะခဏလေးတော့မေးလိုက်ခင်ဗျားတို့စိတ်ထဲမှာ open minded စိတ်လေးနဲ့ထားပြီးတော့တကယ်ကိုသားသမီးနဲ့နားလည်မှုရသွားမယ် communication open and honest communication ကိုလုပ်ဖို့လိုပါတယ်เนาะအဲ့လိုလုပ်တော့မှကျွန်တော်တို့ကကျွန်တော်ခုနပြောနေတဲ့ trust เนาะ mutual understanding เนาะအပြန်အလှန်နားလည်ဖို့လိုပါတယ်အဲ့ဒါဟာ digital age မှာအရေးကြီးတဲ့အရာတွေဖြစ်ပါတယ် okay အဲ့တော့အခုကျွန်တော်ဆွေးနွေးတာနှစ်ပိုင်းရှိပါတယ်ဖြစ်နေတဲ့ trend ရဲ့ဖြစ်နေတဲ့ trend ပေါ်မှာကျွန်တော်တို့လုပ်ရမယ့် challenges ဒါမိဘတွေပြောင်းလဲရမယ့် challenges เนาะ like ပြောင်းရမယ့်အလုပ်တွေကိုကျွန်တော်ပြောခဲ့ခြင်းဖြစ်ပါတယ်အခုတတိယပိုင်းကကျွန်တော်ဆက်ဆွေးနွေးတာမှာဘာစကားပြောမလဲเนาะဘာစကားပြောမလဲဆိုတာကကလေးတွေနဲ့ဆွေးနွေးရမယ့်အပိုင်းလေးတွေအဲ့ဆွေးနွေးရမယ့်အပိုင်းလေးတွေ discussion point တွေကိုမပြောခင်မှာကျွန်တော်ထောက်ပြခြင်းတယ်အရင်ဆုံးမိဘများကိုယ့်ကိုပြန်မေးပါဘာမေးရမလဲဆိုတော့နံပါတ်1မေးခွန်းပေါ့နော်ငါ10ကျော်တက်တုံးငါကောငါကိုငါသဘောကျခဲ့တာပါငါ10ကျော်တက်တုံးကဘာတွေတော်ခဲ့နော်ပြောချင်းငါ့ကိုအဲ့ဒီငါ10ကျော်တက်ဘွားတော့ငါ့ကိုပတ်ဝန်းကျင်ကငါမိဘတွေကငါအမျိုးတွေကဘာတွေမှတ်ချက်တွေပေးခဲ့လဲဘယ်လိုမျိုးတော်တယ်ဘယ်လိုမျိုးလိမ်မာတယ်လို့ပြောခဲ့လေကြီးကျူးတယ် even ကိုငါအဲ့တော့ငါကိုငါပြန်ပြီးတော့လေးစားသဘောကျကျေနပ်တဲ့အရာပါ at least ကိုပဲပြန်ပြီးငါအဲ့တော့ငါဘာကောင်းခဲ့လဲဘယ်နေရာမှာတော်လဲအဲ့ဒီ point လေးကိုတစ်ချက်စဉ်းစားကြည့်ရင်သားသမီးနဲ့နည်းနည်းလေးပြန်ပြီးတော့ compare လုပ်လို့ရတယ်ဒုတိယဟုတ်ပြီဒါဆိုလို့ရှိရင်အခုငါသားသမီး teen age 10ကျော်သက်ဖြတ်သန်းမှုဘဝမှာသူတို့ကငါ့ကိုသူတို့နဲ့ငါနဲ့ကြားမှာဘလို့မိဘမျိုးငါကိုငါဖြစ်ရှင်တာဒါလည်းကိုယ့်ကိုသေချာမေးကြည့်ရမယ်နော်ခုနပြောတဲ့ကျွန်တော်တို့ရဲ့ထုံနှန်းစင်လာကြငါပြောသမျှနားထောင်ရတဲ့သားသမီးကမိဘပြောသမျှနားထောင်ရတဲ့ပုံစံနဲ့သွားကျင်တာလားဘလို့ပုံစံမျိုးဒါမှမဟုတ်သားသမီးနဲ့မိဘကြားမှာနားလည်မှုတွေရပြီးတော့အပြန်အလှန် discuss လုပ်လို့ရတဲ့မိသားစုဘဝကိုထီထောင်ချင်တာလားမိဘမျိုးဖြစ်ချင်တာလားအဲ့တော့ဒါကိုပြန်စဉ်းစားပါကိုကဘလို့မိဘဖြစ်ချင်တာလဲဆိုတဲ့ဟာကိုအရင်ဆုံးကိုပြန်မေးကြည့်ပါနောက်တစ်ခါလက်ရှိမှာရောငါဘယ် level ရောက်နေလဲဘယ် status မှာရှိဘလို့မိဘမျိုးဖြစ်နေတာလဲเนาะအဲ့တော့ပြောချင်တာကအရင်တုန်းကငါ10ကျော်တက်တုန်းကဒီကိုယ့်ရဲ့ past အတိတ်เนาะလက်ရှိငါရဲ့သားသမီးတွေ10ကျော်မှသာ second မေးခွန်းက future ကိုကျွန်တော်မေးနေတယ်ငါဘလို့ဖြစ်ချင်တာလဲ and တတိယမေးခွန်းကပါလဲလက်ရှိ present အခြေအနေမှာပြစ္ဆုတ်ပံမှာငါဘလို့မိဘမျိုးဖြစ်နေလဲအဲ့ဒီသုံးခုကို compare လုပ်ကြည့်ပါအဲ့တော့နောက်တစ်ခါကျတော့ဘာရှိနေလဲဆိုတော့ကိုယ့်ရဲ့ limitation ဆယ်ကျော်သက်သားသမီးတွေအတွက်ကတ်သက်ချက်တောင်းဝင်အထောက်ပံ့မဖြစ်မဲ့အရာမျိုးသူတို့နဲ့ကိုယ်နဲ့ဂျားထဲမှာတားဆီးနေတဲ့ barrier ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ကိုယ်နဲ့သားတွေသမီးကြားမှာဖြစ်နေတဲ့ barrier မျိုးတနည်းအားဖြင့်ပြောရင်ကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုကြောင့်ကိုယ့်ရဲ့ယူဆချက်တစ်ခုကြောင့်သားသမီးနဲ့ကိုယ်နဲ့ဂျားထဲမှာဆက်လုပ်လို့မရစကားပြောလို့မရအဲ့တော့ငါမှဘာရှိနေလဲငါနဲ့ငါသားတွေသမီးတွေကြားထဲမှာတားဆီးနေတဲ့အရာကဘာလဲဒါကိုလည်းမေးကြည့်ပေးပါနောက်နံပါတ်5မေးခွန်းကတော့ဘာလဲဆိုတော့ကလေးတွေနဲ့ဘယ်လိုကိစ္စမျိုးတွေကကောင်းအဆင်ပြေလဲအဲ့တော့ပြောချင်တာကနံပါတ်4မေးခွန်းကဘယ်ဟာတွေကခက်ခဲပြီးကန့်သက်ချက်တွေရှိနေလဲနံပါတ်5မေးခွန်းကတော့ဘယ်ဟာတွေကြတော့အဆင်ပြေနေလဲဘယ်ကိစ္စကလုပ်လို့ပိုကောင်းလဲနော်ဘယ်အရာကပို့ပြီးတော့အဆင်ပြေသေးလဲဘယ်ဟာခက်ခဲနေသေးလဲဒီနှစ်ခုကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ compare လုပ်ကြည့်ပါ and the last one အဲ့တော့သူတို့နဲ့ကိုယ်နဲ့ကြားမှာပြဿနာတွေတက်လာပြီး conflict တွေဖြစ်ကြပြီးညင်းကြခုန်ကြပြီးအခါမှာဟဲ့ဟိုဟာမလို့အောင်ဒီဟာမလို့အောင်ဆိုတဲ့စီးကမ်းတွေချပြီးတော့အတင်းပြောတာမျိုးတဲ့သူတို့ကိုငါတည်တည်ချာနားထောင်ပေးရလားဆိုတဲ့ listening ကိုအရေးကြီးပါတယ်ကျွန်တော်သင်တန်းတွေမှာသားတွေသမီးတွေကိုကလေးတွေကိုသင်တဲ့ဘာသာရပ်မှာ communication ပါတယ်အဲ communication မှာကျွန်တော်သင်တန်းရဲ့ day 1မှာဟိုကကျွန်တော်ကလေးတွေကိုဒါစသင်တယ် active listening ဆိုတာကိုသင်တယ်နော်နားထောင်ပေးတတ်ဖို့နားလည်ပေးတတ်ဖို့ဆိုတာဘာလို့ဆိုလိုတာလဲဆိုတာကလေးတွေနားလည်ဖို့ကျွန်တော်သင်ပေးတယ်အဲ့တော့ပြောချင်တာကဒီလိုပဲမိဘတွေအနေနဲ့ကလည်းသူတို့နဲ့အပြန်အလှန်စကားပြောတဲ့အခါမှာသူတို့ကိုအချိန်ပေးပြီး
နားလေအောင်ကြိုးစားဖို့လိုတယ်အဲ့တော့နားထောင်နေဆိုတာနော်နားထောင်ပေးတယ်ဆိုတာကနားလေအောင်ကြိုးစားတာပါနားလေအောင်ကြိုးစားခြင်းဒီထပ်ပြောပါမယ်နားလေပေးခြင်းနားလေအောင်ကြိုးစားခြင်းဟာ agree ဖြစ်တာမဟုတ်သဘောတူတာမဟုတ်သူတို့ကို100%သဘောတူပါလို့ကျွန်တော်ခင်ဗျားတို့ပြောခြင်းမဟုတ်သူတို့ဘာဖြစ်နေလဲဆိုတာကိုနားလည်မှသာလျှင်ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကမိဘမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မယ်လို့ကျွန်တော်မြင်အဲ့တော့အခုကျွန်တော်ပြောနေတဲ့မိကွန်း1 2 3 4 5 6ခုရှိပါတယ်เนาะအဲ့တော့အဲ့ဓာတွေကိုဖြစ်နိုင်လို့ရှိရင်စိတ်ကူးထဲမှာမထည့်နဲ့လက်နဲ့ချရေးကြည့်ကျွန်တော်အကြံပေးခြင်းတာเนาะ short note စေကွက်ကိုရေးကြည့်ပြီးတော့မှအဲ့ဓာလေးနဲ့အတွေးနဲ့ချက်ပြီးတော့စဉ်းစားကြည့်ဒါဆိုရင်အမြင်ဆုံးမိဘတယောက်အနေနဲ့ကိုယ့်ကိုယ်သဘောပေါက်လာလေเนาะငါနဲ့ငါသားရဲ့သမီးတွေကြားမှာဘာတွေရှိနေလဲငါဘာလုပ်ဖို့လိုလဲဆိုတာကိုတွေ့လာပါလိမ့်မယ်ဒါကျွန်တော်ပေးခြင်းတဲ့အကြံလေးတစ်ခုဟုတ်ပြီ second step စကားပြောတော့အချိန်တစ်ခုပေးရတော့တနေရာမှာထိုင်မယ်သေချာစကားပြောတော့အဲ့တော့ဒီမေးခွန်းကိုမေးတဲ့အခါမှာကလေးတွေနဲ့ကျွန်တော်ဒီမှာသေချာလေးရေးပြထားတယ်အဲ့တော့စကားမေးတဲ့အခါမှာ yes no ဆိုတဲ့မေးခွန်းလောက်တင်နော်မဟုတ်ဘူးနော်အဲ့ yes no ထက်ပိုပြီးတော့ questioning ကိုသေချာလုပ်တတ်ဖို့လိုတယ်မိဘကနေပြီးတော့စကားလေးကိုဆွဲခေါ်သွားတာပေါ့နော်သူတို့စိတ်ထဲမှာဘာရှိလဲဆိုတာမျိုးကိုဆွဲခေါ်သွားတဲ့ပုံစံဖြစ်ပါတယ်ဆိုကြပါစို့ကျွန်တော်တို့စမေးလို့ရတဲ့အခါစကားပြောတဲ့အခါမှာဟိုကလေးတွေနဲ့စကားပြောတဲ့အခါမှာဟိုဘယ်ဟာစပြောရမလဲဆိုတာမျိုးခက်နေမှာဆိုလို့ကျွန်တော်လွယ်တာလေးတစ်ခုချရေးပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ဟောသားကြီးသမီးဒီရက်ပိုင်းမှာဒါဟိုမမေကိုပြောပြစရာနော်ဒါဘယ်လိုကိစ္စမျိုးတွေမှာအောင်မြင်မြင်လုပ်ခဲ့တာဟာလားကိုဒါတော့စာဆန်တယ်ပေါ့နော်ကျွန်တော်ပြောကြတာကိုမှာဂုံယူရဆုံးကိစ္စတစ်ခုဒါမှမဟုတ်ကိုအောင်မြင်အောင် change လုပ်ခဲ့နိုင်တာနော်တခုခု तू observe တွေ့ခဲ့တာပြောချင်တာများရှိလားကိုသားသမီးရဲ့အောင်မြင်မှုလေးကိုမေးတယ်မိကွန်းသဘောပါပဲနော်အဲ့တော့ဟိုမေသိချင်လို့ပါဖေသိချင်လို့ပါကြားချင်လို့ပါနော်ဗမာစကားနဲ့ပြောပြလို့ဟာဒီချက်ပိုင်းမှာသားရင်ဖေကိုကြွားစရာများရှိလားဒါမျိုးလေမေကိုကြွားစရာတခုများရှိနေလားနော်ဖေမေတို့ဂုံယူအောင်ကြွားစရာလေးများတခုရှိနေလားဆိုတော့ approach လေးနဲ့ချိကက်ကြည့်ပါဘာဖြစ်လို့ဒါဒီ positive approach ပေါ့နော်ကလေးကလည်းतू အောင်မြင်ထားတာကို तू ကြွားမှာပေါ့ even ဒါဒီ तू game ဆော့လို့နိုင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်နော်ကျွန်တော်ပြောချင်တာလား तू online မှာ game ဆော့ပြီးတော့ဟာသားတငယ်ချင်းနဲ့ခြာတာဘယ်နှပွဲနိုင်နေတယ်ပဲပြော it doesn't matter ဒါပြဿနာမဟုတ်ဘူးပြောချင်တာကသူတို့နဲ့စကားစာပြောဖို့လိုတယ်သူတို့ဒီဘယ်အရာပေါ်မှာသူတို့ပျော်နေလဲဆိုတာလေးကိုကျွန်တော်သိတယ်ဒီကနေမှစကားကိုဆွဲခေါ်သွားလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်သားတို့နဲ့ဖေမေတို့ကြားထဲမှာနော်တယောက်နဲ့တယောက်နားလည်ပေးဖို့အတွက်ဆိုရင်မင်းကဘယ်ကိစ္စမျိုးမှာဖေတို့ကိုနားလည်ပေးသေးတယ်လဲနော်မေတို့ကိုနားလည်သေးတယ်မင်းရဲ့အဖြစ်ရှင်ဆုံးဇာနာဒါမှမဟုတ်ငါတို့မိဘတွေအနေနဲ့အခုချိန်မှာမင်းအတွက်အရေးကြီးဆုံးနားလည်ပေးတဲ့နယ်ဆိုတဲ့ကိစ္စကဘာလဲဆိုတဲ့မိကွန်းမျိုးကိုကျွန်တော်တို့မေးလို့ရတယ်နောက်မေးခွန်းတစ်ခုကဘာလဲဆိုတော့သူတို့ဒီအမြဲတမ်းပြဿနာရှိတယ်ကျွန်တော်ကပြောတဲ့ mental health ကလေးတွေနုနယ်သေးတယ် experience နည်းသေးတယ်အဲ့တော့သူတို့မှာဒီခက်ခဲနဲ့စိတ်ရှုပ်စရာအခြေအနေတွေပေါ်လာတတ်တယ်အဲ့လိုခါမျိုးပေါ်လာရင်ငါတို့ဘာလုပ်ပေးရဘယ်လိုကူညီပေးရเนาะဒါကိုလည်းကျွန်တော်တို့စဉ်းစားဖို့လိုတယ်เนาะကျွန်တော်ဟိုတလောရဆိုလို့ရှိရင်မိတ်ဆွေမိဘတယောက်ဖုန်းဆက်ပါတယ်သူသားလေးနဲ့အเจ้าမှာဆရာမနဲ့ပြဿနာတွေဖြစ်ကြတယ်သူသားလေးအဲ့တော့အဲ့ဒီခါမှာသားကလေးကအစင်မပြေတာတွေတော်တော်ဖြစ်တယ်တော်တော်စိတ်ခံစားရတယ်လို့ပြောတယ်အဲ့ဒီမှာမိဘနဲ့သားသမီးနဲ့နောက်ဆုံးမိဘကိုယ်တိုင်ကြောင်းထီလိုက်သွားပြီးတော့ဆွေးနွေးတာမျိုးတွေလုပ်ကြတယ်အဲ့တော့ပြောချင်တာကဒီလိုမျိုး open discussion တွေရှိနေရင်အချိန်မီကိုယ်ဝင်ကူနိုင်တာပေါ့နော်ကိုသားသမီးဖြစ်နေတဲ့ mental health ပြဿနာကိုကူညီနိုင်တယ်အဲ့တော့ဒါလေးတွေကကျွန်တော်တို့စပြီးတော့မေးလို့ရတဲ့မေးခွန်းတွေပါကျွန်တော်ဆက်ပြီးတော့ပြောပါအောင်မယ်နောက်ထပ်မေးလို့ရတဲ့မေးခွန်းဒီအပိုင်းတွေမှာတဲ့နော်ကိုဘယ်လိုမြင်လဲဆိုရယ်သုံးသက်ချက်နော်အဲ့တော့ကိုယ့်ရဲ့အတွေးဘာတွေတွေးနေလဲပေါ့နော်ဒါဒီအပိုင်းမှာဘာတွေလုပ်ဖြစ်လဲအဲ့တော့ခုနကျောင်းကိုဘယ်လိုမြင်တယ်လဲတငယ်ချင်းနဲ့ပေါင်းရတာဘယ်လိုမြင်လဲဘာစိတ်ကူးတွေရှိလဲဆိုတော့ဒီမေးခွန်းလေးကိုကြည့်လိုက်ရင်ဒါဒီ open question လို့ခေါ်တယ်သူစိတ်ထဲမှာရှိတာဖြေလို့ရတယ်ကျွန်တော်တို့ပကန့်သက်ချက်ဘောင်တွေဘာမှမရှိဘူးကလေးစိတ်ထဲမှာရှိနေတာဒီလွတ်လွတ်လပ်လပ်ပြောလို့ရတဲ့မိကွန်းမျိုးကိုကျွန်တော်တို့ကဟပေးဖို့လိုပါတယ်
ဟာပေးလိုက်ပြီးတော့မှ तू ပြန်ဖြေတဲ့ပုံမှာမူတည်ပြီးတော့မှဟိုကစကားလေးတွေခေါ်ပြီးတော့ပြောတာမျိုးပေါ့နော်အကိုကမေးလိုက်တယ်မင်းအဆင်ပြေလားတငယ်ချင်းတွေနဲ့ဟိုကလည်းပြောလိုက်မှာအဖေရဲ့အဆင်ပြေတယ်မေရဲ့အဆင်ပြေတယ်အဲ့ဒါဆိုရင်ဇလန်ပြီးသွားပြီစကားဆက်ဒါပေမဲ့မိဘကဆက်ပြီးစကားဆက်ကောโอเคဟိုတငယ်ချင်းတွေနဲ့အဆင်ပြေတယ်ဆိုရင်ဘလို့မျိုးကအဆင်ပြေတာကိုပြောတာလေဟာလားအနည်းဆုံးတော့ကိုမိဘတယောက်နေနဲ့တငယ်ချင်းရဲ့ဟိုနာမည်တွေကိုသိထားတာဟဲ့နင်တငယ်ချင်းထဲမှာဟိုဟာလားမောင်မောင်ကဘယ်လိုလဲနီနီကဘယ်လိုလဲဖြူဖြူကဘယ်လိုလဲဆိုရဲမေးခွန်းလေးတွေ continuous လုပ်လို့ရတယ်ကျွန်တော်တို့ဒီ management စကားနဲ့ဆိုရင်တော့ open leading question တွေ open neutral question တွေနဲ့ကျွန်တော်တို့ကတွားလို့ရတယ်နောက်မေးခွန်းတစ်ခုအိမ်နေမှာစီကန်းဆိုတာရှိပါတယ်အဲ့တော့ဘယ်လိုစီကန်းနေဘယ်လိုပုံစံနဲ့ကျွန်တော်တို့အခုချထားတယ်နော်အိမ်တိမ်မှာမိသားစုစုမှာစီကန်းချထားတာမှန်တယ်ဒါပေမဲ့အဲ့စီကန်းဟာသူ့အတွက်အဆင်ပြေလျားလားနော်သူ့အတွက် safety ဖြစ်တယ်လို့ခံစားရလားဒါမှမဟုတ်အတင်းအကျပ်ကြီးအာငါမိဘပဲဆိုပြီးတော့လှုပ်ထားတဲ့စီကန်းမျိုးလားသူ့အနေနဲ့ respect နဲ့အာတကယ်လိုက်လုပ်နိုင်တာလားဟာလားမတက်တာလို့သူအောင်အီးပြီးတီးခံရတာလားဆိုတဲ့ဟာမျိုးလေးကိုသိစေချင်တဲ့မိကုံးမှာเนาะအဲ့တော့ဘယ်လိုမျိုးဟာမျိုးတွေဆိုရင်မှအဆင်ပြေမလဲဘယ်ဟာကအာဟိုမိဘအနေနဲ့ဘာလို့တခါလေကြာရင်ဒီဟိုကလေးတွေကသာကွယ်ရမှာတော့ပြောတယ်ကွာငါအမိတွေကချုပ်ချယ်တယ်ဆိုတဲ့စကားเนาะကိုကကြတော့ဒါကိုချုပ်ချယ်တယ်လို့မထင်ဘူးကိုကကြမိဘကမေတ္တာနဲ့ကြတော့ချစ်လို့စီကံလို့မိဘကပြောတဲ့စကားစီကံသားသမီးကကြတော့ချုပ်ချယ်တယ်လို့ထင်ဒါခင်ဗျားတို့ကျွန်တော်တို့လည်းဒီဘဝကိုဖြတ်တန်းလာခဲ့တယ်ဒါပေမဲ့ဒီဟာကို discussion မှာထားကြည့်ကြအောင်เนาะစီကံလို့ဖေဖေတို့မေမေတို့ဘက်ကသတ်မှတ်တယ်သားတို့သမီးတို့ဘက်ကစီကံလို့မမြင်ဘူးချုပ်ချယ်တော့မယ်ဒါဆိုရင်ဘယ်လိုပုံစံဟာနှစ်ဖက်လေးစားမှုနဲ့เนาะ respect ထားပြီးတော့လုပ်လို့ရမလဲဒီမေးခွန်းမျိုးကျွန်တော်တို့မေးလို့ရပါတယ်ဆွေးနွေးကြည့်လို့ရပါတယ်เนาะနောက်အိမ်မှာရှိနေကြတဲ့အခါမှာခုနပြောသလိုပဲ तू ကအခန်းထဲမှာနေပြီးတော့ဂိမ်းကြီးပဲစော့မယ်ကွန်ပျူတာကြီးပဲကြည့်နေမယ် तू လှုပ်ရှင်တာ तू လှုပ်မယ်ကိုကလည်းကိုမိဘဆိုတော့အလှုပ်ရှုပ်နေမယ်ကိုကလည်းကိုကကို TV ကြည့်ပါကြည့်နေလှုပ်ရှုပ်ဒါဆိုသားတွေသမီးနဲ့စကားမပြောတော့မပြောပြတော့ဒါဆိုရင်အဲ့လိုပြောပြသွားအောင်ကျွန်တော်ဘာလုပ်ဆိုကြပါစို့ breakfast အတူတူစားမယ်အဲ့ဒီအချိန်မှာတော့ဘယ်သူမှဘာမှမလုပ်နဲ့ဖုန်းလည်းမကင်နဲ့အဖေလည်းမကင်ဘူးအမေလည်းမကင်ဘူးသားလည်းဘာမှမအဲ့ဒီအချိန်မှာမိဘနဲ့စကားပြောမယ်ဒါမို့လို့ရှိရင်ငါတို့ညစာကိုအတူတူစားမယ်ဟာလားအဲ့တော့အချိန်တစ်ခုခုပေါ့နော်တို့အိမ်ထဲမှာမိသားစုနွေးနွေးထွေးထွေးနဲ့စကားပြောမဲ့အချိန်တစ်ခုကိုသတ်မှတ်ပြီးတော့အဲ့ဒီအချိန်မှာ communication ကိုတည်ဆောက်လို့ရတယ်နောက်လက်ရှိအခြေအနေတက်ကိုနော်မိသားစုထဲမှာသူ့အနေနဲ့ဒီတက်ပို့ပြီးလိုချင်နေတာသူအခုကျေနပ်ရလားမကျေနပ်ဘူးဆိုရင်သူထပ်လိုချင်နေတာဘာတွေရှိသေးလဲမိဘတွေကနားလည်ပေးတာလိုချင်လားသူလွတ်လပ်မှုလိုချင်နေတာလားဟလားသူ responsibility တခုလိုချင်တာလားသူတိတ်ပြီးတော့ပဲတီးတန့်နေချင်တာလားနော်ဘာလို့ဆယ်ကျော်သက်ဖြစ်လာရင်လည်းသူ့ရဲ့အဲဒီဟိုတကိုယ်ရတကာရအခန်းလေးနဲ့နေချင်တယ်ပေါ့နော်အဲ့ဒီဟာမျိုးတွေမှာဖြစ်လေဖြစ်တာတွေရှိတယ်အဲ့တော့ဘာကိုတို့ကလုပ်ပေးရမှာလဲဆိုတော့ဒါမျိုးဟိုကျွန်တော်တို့အကဲခတ်လို့ရတာဟိုသူစိတ်အခြေအနေကိုအကဲခတ်လိုက်အောင်နောက်ပြီးတော့ဒီနေ့ခေတ်ရဲ့ခုနပြောတဲ့ social pressure ကြောင့်သူလက်ရှိဖြစ်နေတဲ့သူလက်ရှိတက်နေတဲ့အကြောင်းကသူ့အတွက်အဆင်ပြေရလားသူနောက်ထပ်ဘာအိမ်မက်တွေသူ့မှာဘာ goal တွေရှိသူဘာထပ်လုပ်ချင်တဲ့ဟာတွေရှိတယ်လေသူရည်မှန်းချက်တွေကဘာလဲဟလာချိုးကိစ္စချိုးတွေဆိုရင်ဟိုကြောင်းပြောင်းလောက်တဲ့အထိပြဿနာမျိုးတွေဖြစ်လာတယ်တငယ်ချင်းတွေနဲ့ပြဿနာမျိုးတွေရှိတယ်ဆိုတော့ဟိုထားပါတော့သို့တော်လည်းပဲဘယ်ဟာပဲဖြစ်ဖြစ်เนาะသူ့ရဲ့ဝါသနာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့အရေးကြီးတာကသူတွေးနေတဲ့အရာလေးတွေကိုလည်းကျွန်တော်တို့နားလည်ပေးဖို့လိုပါတယ်ဒီမိကုန်းလေးလည်းဒါမေးတဲ့မိကုန်းထဲမှာပါတယ်လို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ okay ဒီအပိုင်းလောက်ထိအားလုံးအဆင်ပြေပါလားခင်ဗျနားလည်ပါတယ်เนาะအားလုံး okay ပါတယ်ဆရာ เนาะကျွန်တော်ပြီးရင်ဒီဟုတ်ကဲ့ကျွန်တော်ပြီးရင်ဒီ file လေးပို့ပေးမယ်เนาะဟိုဟာမရှိကျွန်တော် PDF file PDF ပြောင်းပြီးတော့ကျွန်တော်ဟိုဟာထဲမှာ Messenger group တွေ Viber group တွေပို့ပေးပါမယ် download လုပ်ပြီးတော့ AC ပြန်ဖတ်လို့ရပါတယ်နောက်ဆက်ပြီးတော့မိကုန်းလေးကြံပါသေးတယ်နောက်မိကုန်းတစ်ခုကတော့ဘာလဲဆိုတော့ငါတို့မိသားစုတွေမှာတဲ့ဘလို့အခြေအနေမျိုးလုပ်ပြီးရင်မင်းကစိတ်ချလက်ချနဲ့စိတ်แท้ရှိတာဖွင့်ပြီးပြောရဲမလဲဆိုတဲ့မိကုန်းအဲ့တော့ဒါကကျွန်တော်ခုနပြောတဲ့ mental health အတွက်မေးရမယ်မိကုန်းเนาะဟိုကလေးတွေကမျိုးမချတော့ဘူးပေါ့เนาะသူတို့စိတ်ထဲမှာသူတို့ပြောချင်တာတွေမပြောတော့ဘူးမျိုးမချတော့ဘဲနဲ့
ကျွန်တော်ဒီနေ့မနေ့လုပ်တဲ့သင်တန်းမှာဆိုရင်ကျွန်တော်တွေ့ရတယ်သမီးကလေးမလေးကအကြီးဆုံးမောင်နှမတွေထဲမှာအဲ့တော့ဒီလိုပဲကျွန်တော်တို့ဒီနေ့ဆိုရင်ကလေးတွေနဲ့သင်တန်းမှာ emotional intelligence ကိုကျွန်တော်ကလေးနဲ့ discuss လုပ်တာလူတွေရဲ့ emotion အကြောင်းဟာလားလူတွေရဲ့ခံစားမှုလွယ်တာတွေအကြောင်းပြောတဲ့အခါမှာသူကဘာပြောလဲဒါ it's okay เนาะကလေးကအားလုံးတော်တယ်ပွင့်လင်းတဲ့မိသားစုမှာကြည်ပြင်းတယ်ပြီးပမှာလည်းအကြောင်းတက်နေရတဲ့ကလေးတွေမှာဒါပေမဲ့ तू ဘာပြောလဲဆိုတော့ तू ကအကြီးဖြစ်နေတယ်အကြီးဖြစ်နေတဲ့အခါမှာအငယ်ဒီပေါ်မှာသူအာအညာတာရတဲ့ကိစ္စပေါ့နော်အငယ်တွေနဲ့ပတ်သက်လာရင်အာမိဘကဟိုသူ့ရဲ့ခံစားချက်မှာကသူအငယ်တွေပေါ်မှာပြောရဆိုရတာခက်တယ်သူအကြီးမလို့အရန်တီးခံရတဲ့အခါမှာမိဘကိုလည်းတော့ပြောနေလို့မရတော့အဲ့တော့ तू အဲ့မှာဘာလေး तू ကတကားလေးပြောလဲဆိုတော့ तू ပြောလဲမထူးတော့ပါဘူးဆရာရဲ့ဆိုတဲ့ဟာလားဟိုအမေတို့ဟဲ့လားဖေတို့တော့ပြောနေလဲသူမျိုးကိုပဲပြောကြတော့မှာပဲဆိုတော့ကျွန်တော်ဒီစကားလေးကဟိုအကြီးကျွန်တော်တို့ထုံးစံရတော့ဒါမိသားစုမှာအကြီးဆိုတာအငယ်ကိုညှားတာတော့မှန်တယ်သို့တော့သူပြောတဲ့စကားလုံးလေးကိုနားထောင်ကြည့်တဲ့အခါမှာညှာတာမညှာတာကသူ့အနေနဲ့ညှာတဲ့အမကြီးတယောက်လို့ကျွန်တော်မြင်တယ်သူလိမ်မာတဲ့ကလေးမလေးတယောက်လို့ကျွန်တော်မြင်တယ်သို့တော့သူ့မှာတခုခံစားချက်ရှိတယ်ခံစားချက်ရှိတယ်ဒီခံစားချက်ကိုသူမျိုးသိပ်ထားတယ်နော်သူမှန်တယ်ထင်တယ်သို့တော်လည်းပဲမိဘကိုတော့ပြောလဲမထူတော့ဘူးဆိုတော့ဒါကျွန်တော်ပြောချင်တာလို့ကလေးတွေပုံများလာရင်ပိုဆိုးတော့ဗောနော်မိသားစုတွေမှာကလေး2ယောက်3ယောက်4ယောက်လောက်မွေးထားပေးတဲ့မိဘတွေကြတော့ဟိုတတိလက်လို့ဖြစ်သွားနိုင်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုကသို့တော့ anyhow သူက teen age ဖြစ်တဲ့အခါမှာသူတို့စိတ်ထဲမှာကိုယ်ယုံကြည်စိတ်ချလက်ချနဲ့ငါတော့ပြောလဲကျွန်တော်ကပြောတဲ့ trust လေနော် trust ကိုပဲကျွန်တော်ပြောချင်တာအဲ့တော့ငါတော့ပြောလဲငါပဲစုခမ်းမှာကွာပြောမနေတော့ပါဘူးစိတ်ထဲမှာပဲမျိုးသိမ့်နေလိုက်အခန်းထဲမှာပဲဟာလာမိန်းကလေးဆိုကြိတ်ငိုခြင်းငိုနေလိုက်ပဲအဲ့တော့အဲ့ဒီပြဿနာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကသူတို့ကိုဖွင့်ပြောဖို့စိတ်ချလက်ချဖွင့်ပြောဖို့ကျွန်တော်တိုက်တွန်းဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခုကfreedom ဆိုတာတော့ဆယ်ကျော်သက်ကလိုချင်တာပဲဒါပေမဲ့ freedom နဲ့ responsibility ကိုကျွန်တော်တို့ကတွဲပေးတာပေါ့နော်ကျွန်တော်တို့ဆုံးမတဲ့အခါမှာကလေးတွေကိုထိန်းကျောင်းတဲ့အခါမှာလွတ်လပ်ခွင့်ပေးတယ်လို့အဲ့ဒီလွတ်လပ်ခွင့်ပေါ်မှာသူတို့ကိုသူတို့တာဝန်ယူရတယ်ထိန်းကျောင်းရတယ်ဒီအသိစိတ်ကိုထည့်ပေးရတာနော်အဲ့ဒီအပေါ်မှာသူတို့နားလည်လာဖို့လိုတယ်သူတို့အဆင်ပြေဖို့လိုတယ်အဲ့တော့ဘေးဟာကဟာလာဆိုကြပါစို့လွတ်လပ်ခွင့်သာရတယ်မင်းအခန်းထဲမှာဥပမာကျွန်တော်တို့ခုပြောရင်သူဒီကိုပိုင်အခန်းထဲနေလို့ရတယ်တယောက်တည်းကိုအခန်းထဲမှာကိုနေလို့ရတယ်ဒါပေမဲ့အဲ့ဒီအခန်းထဲမှာတန်ရှင်းအောင်လုပ်ဖို့အိယာသိမ့်ဖို့အင်ကြီးခောက်ဖို့ဟလာပွားမနေဖို့ဆိုတာသူ့ရဲ့တာဝန်ယူမှုပေါ့နော်ဒီသဘောကိုပြောရမှာပေါ့သူ့ကိုလွတ်လပ်ခွင့်ပေးတယ်တယောက်တည်းနေလို့ရတယ်ဒါပေမဲ့တန်ရှင်းရေးနော်တသက်ရဲ့ရှိရာသူ့ရဲ့တာဝန်အဲ့တော့ဒီဟာလေးတွေနဲ့ကျွန်တော်တို့သူတို့လိုက်ပြီးတော့ adjust လုပ်ပေးဖို့လိုတယ်ဒီထက်ပိုပြီးတော့ဘာလုပ်ပေးရမလဲရှော့ရမလားတိုးရမလားဆိုတာမျိုးလေကျွန်တော်သွားမယ်နောက်မေးခွန်းတစ်ခုမျိုးနောက်တစ်မျိုးလှည့်မေးလို့ရတယ်နော်ဘလို့ကိစ္စမျိုးတွေဘလို့အချိန်တွေမှာမင်းကိုငါတို့ကတကယ်နားလည်ပေးနေတယ်ဘယ်ကိစ္စမျိုးကိုမိဘတွေကနားလည်ပေးနေလဲဘယ်လိုကိစ္စမျိုးဆိုရင်မိဘတွေကနားလည်မှုမရှိဘူးဆိုတာမျိုးသူ့စိတ်ထဲမှာခံစားနေရတယ်ဒီ point ကိုလည်း discuss လုပ်ကြည့်ပါနော်အဲ့တော့သူ့စိတ်ထဲမှာဘလို့မြင်နေလဲနော်သူ့ချိုးကိစ္စတွေတော့နားလည်ပေးတယ်ချိုးကိစ္စတွေကိုနားမလည်ပေးဘူးဆိုတာမျိုးသူတို့မြင်နိုင်တယ်အဲ့တော့နောက်တစ်ခါတကယ်လို့များအမြင်မတူတာတွေဖြစ်ခဲ့ရင်ဘလို့လုံးမှနော်ဒီညင်းတဲ့ခုံတဲ့ကိစ္စက fair ဖြစ်နေတရားမျှတပြီးတော့တယောက်ကိုတယောက်အပြန်အလှန်လေးစားမှုရှိတယ်လို့သူ့အနေနဲ့ထင်မလဲဆိုတဲ့မေးခွန်းမျိုးပါ။ဘာကြောင့်လဲဆိုတော့ဒီမေးခွန်းမျိုးကကျွန်တော်ခုနကပြောနေတဲ့ဟာနော်အဖေတို့ကအဖေမလို့သားကိုပြောနေတာပဲအမေမလို့ပြောနေတာပဲဆိုပြီးတော့ तू ကငြိမ်ခံလိုက်ရတာမျိုးဖြစ်သွားရင်ဒါကလေးကကိုယ့်ဘောပြန်ပြီးတော့ respect မရှိတော့နော် तू ကမိဘမလို့ငါ့ကိုအတင်းအနိုင်ယူတယ်ဆိုတဲ့ဟာမျိုးဖြစ်သွားမှာဆိုရတယ်အဲ့တော့အမြင်မတူတာဆိုတာရှိနိုင်တယ်သို့တော်လည်းပဲဘလို့ပုံစံနဲ့လုပ်ရင်ဒါဟာ fair ဖြစ်ပြီးတော့ကြောက်ကိုတယောက် respect ရှိရလို့မြင်လာရင်နောက်ဆုံးကိုတာရင်ကိုယ့်ရဲ့အမြင်ကမှန်ကောင်းမှန်နေလိမ့်မယ်ဒါပေမဲ့သူ့ကို fair ဖြစ်တဲ့အတွက်ကိုအနိုင်မိဘဆိုပြီးအနိုင်မလုပ်တဲ့အတွက်နိုင်မယူတဲ့အတွက်သူကလည်း respect နဲ့ဒီအမြင်ကိုမတူတဲ့အမြင်ကိုနားလည်ပေးလိမ့်မယ်ဒါကိုကျွန်တော်ဆိုလိုတာပါနော်နောက်တစ်ခါ
ဒီထက်ပိုပြီးတော့သားသမီးနဲ့ရင်းနှီးမှုရလာဖို့အတွက်เนาะအတူတူဘာတွေလုပ်လို့ရအောင်မလဲเนาะเนาะအဖေနဲ့သားနဲ့เนาะအမေနဲ့သမီးနဲ့ဟလာဟင်းအတူတူချက်မယ်အဖေနဲ့သားနဲ့ကားအတူတူပြင်မယ် whatever ပေါ့เนาะအိမ်ဆေးတုပ်မယ်တန်ရှင်းရေးလုပ်မယ်ဒီလိုမျိုးကိုမိဘနဲ့သားသမီးကြားထဲမှာပို့ပြီးတော့ pressure တွေ stress တွေမပါဘဲနဲ့ relationship ပိုကောင်းပြီးတော့အတူတူလုပ်လို့ရမယ့်ကိစ္စမျိုးတွေဘာရှိမလဲဒါကိုစဉ်းစားဖို့လိုပါတယ်တဲ့အဲ့တော့နောက်မေးခွန်းတစ်ခုကဘာလဲဆိုတိုးတက်ပြောင်းလဲမှုနဲ့အနာဂတ်အတွက်သူတို့အတွက် future အတွက်ကျွန်တော်တို့စဉ်းစားမှာဒါကတော့ဘာလဲဆိုတော့မင်းနောက်ထပ်ကိုမင်းဘာလို့ဘလို့ကျွမ်းကျင်မှုလေးတွေအလေးကျင့်လေးတွေတိဆောက်မလဲเนาะအဲ့တော့ဒါကိုယ့်အတွက်ဖြစ်လာမလားကိုယ့်အနာဂတ်အတွက်เนาะဘာတွေထပ်လုပ်ချင်သေးလဲဥပမာကားမောင်းတင်ကျင်တာလားသဘောတရားကျွန်တော်ပြောတာเนาะဒီနေ့ဆိုရင်ကားမောင်းကျင်လာပြီဒါဆိုရင်မင်းတို့ကားမောင်းတင်မလားစိုက်ကယ်စီးတင်မလားဟလားဘလို့မျိုးလေးတွေpractice လေးတွေလုပ်ချင်တယ်လေဒါမျိုးလေးတွေကျွန်တော်စဉ်းစားလို့ရတယ်ဟလာနောက်နှစ်ဒီအချိန်ကြရင်เนาะကဲဒီနေ့ဒီချိန်ကနေစပြီးတော့နောက်တစ်နှစ်တိတိကြာတဲ့အခါမှာเนาะတို့မိဘနဲ့သားသမီးကြားထဲမှာဘာတွေပြောင်းသွားလဲဘယ်ဟာတွေကိုပို့ပြီးတော့တိုးတက်စေခြင်းလဲเนาะဒီတစ်နှစ်အတွင်းမှာဘာတွေလုပ်ကြမလဲမိဘနဲ့သားသမီးကြားမှာဒါမျိုးတွေဆွေးနွေးလို့ရတယ်เนาะနောက်မင်းကိုမင်းဘလို့လူကြီးမျိုးဖြစ်လာမယ်လို့သူထင်နေတယ်လေเนาะဒါမျိုးเนาะဘလို့မျိုးကြီးပြင်းလာခြင်းလဲပြောချင်တာကဗျာသူ့ရဲ့ idol ပုံကိုယ်တွေကဘလို့မျိုးလဲပေါ့နော်သူစံနမူနာပြနေထိုင်တဲ့เนาะသူသဘောကျတဲ့လူကဘလို့မျိုးလဲเนาะအဲ့အတွက်ကိုယ်မှာဘလို့ value တွေသူတို့တတ်မှတ်နေလဲဒီချိန်မှာကလေးတွေမှာ value တွေရှိတယ်เนาะအဲ့တော့ဘလို့မျိုးထိမ့်သိမ့်ခြင်းလဲဘလို့ value တွေကိုတစ်သက်လုံးလိုက်နာခြင်းလဲဒါလည်းကျွန်တော်သင်တန်းတွေထဲမှာကျွန်တော်ကလေးတွေနဲ့အမြဲတမ်းပြောတယ်လူတွေရဲ့ value ကိုတယောက်နဲ့တယောက် value တွေမတူကြဘူးတချို့က friendship ကို value ထားတယ်တချို့ကdignity reputation ကိုဟလာဂုဏ်သိက္ခာကိုတန်ဖိုးထားတယ်တချို့တွေကပျော်ပျော်ပါးပါးရေးလေးအားလားကြိုက်ချင်တယ်တယောက်နဲ့တယောက် life မှာမတူကြဘူးအဲ့တော့မတူတဲ့ value တွေကိုသူတို့နားလည်လာအောင်ကျွန်တော်တို့လုပ်ပေးဖို့လိုတယ်เนาะနောက်တစ်ခါသူတို့တွေကြုံလာမဲ့အခက်အခဲတွေသူတို့ဖြစ်ချင်တာတွေရှိတယ်လို့အဲ့ဒီအဖြစ်ချင်တာတွေအတွက်ကြုံလာမဲ့ challenges တွေရှိပါတယ် barriers တွေရှိပါတယ်အဲ့ဒီခါမျိုးမှာကိုကဘာဝင်လုပ်ပေးရမလဲငါဘယ်လိုကူညီပေးမှသူတို့အတွက်အဆင်ပြေမလဲဒါကိုလည်းသူစီကသင်သိမှเนาะအဲ့တော့ဒါဒီတနည်းအားဖြင့်ပြောရင်ဒီမိကုန်းတွေဟာမိဘဟာနော်ငါတို့မိဘတွေအနေနဲ့မင်းတို့ရဲ့အနာဂတ်အတွက်ငါတို့အမြဲတမ်းစဉ်းစားပေးနေတယ်တွေးပေးနေတယ်မင်းတို့အပေါ်မေးပေးနေတယ်ဆိုတော့အမြင်အသိသူတို့ရလာမယ်ရလာရင်သူတို့ဒါကိုမေးတိုင်းရင်မေးတတ်တယ်လို့သူတို့တိုင်ပင်လာမယ်ဒါဆိုကျွန်တော်တို့ ਨੇ ကြားထဲမှာနားလည်မှုအာရလာမယ်ဟုတ်ပြီအဲ့တော့ဒီရှေ့ကမေးကကျွန်တော်ပြောချင်တာကမေးခွန်းမေးလို့ရတဲ့မေးခွန်းပုံစံမျိုးလေးတွေကျွန်တော်ချပြထားခြင်းဖြစ်တယ်ဒါပေမဲ့ဒါကိုကျွန်တော်ဘယ်လိုမေးမလဲဘယ်ချိန်မှာမေးမလဲဒါအရေးကြီးပါတယ်ကြုံသလိုမေးလို့မရဘူးအဲ့တော့အကြံပေးနေတာအချိန်ကောင်းလေးတွေဖြစ်ဖို့လိုတယ်နှစ်ဖက်လုံးစိတ်အေးအေးရှိတဲ့အချိန်လောမရှိတဲ့အချိန်ဥပမာကားမောင်းရင်းနဲ့တနေရာကိုခီးသွားနေတယ်ကားပေါ်မှာစကားတွေပြောမယ်လမ်းတူတူရှောက်မယ်ဒါမှမဟုတ်ညစာစားရင်ဖြစ်မယ်ဒါမှမဟုတ်အိယာဝင်ငံဒီမှာစကားလေးတွေပြောတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်တော့ဒီလိုမျိုးပုံစံလေးတွေနဲ့အာကျွန်တော်တို့เนาะဟို AACC အထူးသဖြင့် AACC ဆိုတဲ့เนาะဘာ pressure မှမရှိတဲ့အချိန်မျိုးကိုရွေးပြီးစကားပြောပါတဲ့နောက်တစ်ခုကအဲ့လိုမေးတဲ့အခါမှာလေကိုယ့်ဘက်ကတကယ်စိတ်ဝင်စားမိတဲ့ပုံစံလုပ်ပါเนาะသူ့ကိုသွားပြီးတော့အမှုစစ်တယ်လို့သွားပြီးပုံစံမျိုးမလုပ်ပါနဲ့เนาะပလိတ်ကတည်းကခံကိုစစ်တဲ့ပုံစံမျိုးနဲ့သွားပြီးစကားမပြောပါနဲ့เนาะမသိလိုက်မသိပါတာပေါ့ပါပါလေးတနည်းအားဖြင့်ပြောရင်မိဘနဲ့သားသမီးကြားမှာနားလည်မှုသူ့အတွက်အတူတူဝိုင်းပြီးတော့เนาะစဉ်းစားပြီးတာရှာဖွေနေတယ်ဆိုတဲ့စကားเนาะစူးစမ်းနေတယ်ဆိုတဲ့ခံစားချက်เนาะကိုသားသမီးလေးအတွက်ကိုတခုခုလုပ်ပေးခြင်းလို့เนาะအဖေကကူညီခြင်းလို့အမေကကူညီခြင်းလို့ပါဆိုတဲ့ဟာမျိုးဒီလိုပုံစံမျိုးနဲ့မြင်အောင်စကားပြောပေးပါတဲ့เนาะသူသဖြင့်ပြောတာထက်နားထောင်တာကိုများများလုပ်ပါเนาะကိုကကြီးပဲမပြောပါနဲ့เนาะကိုကကြီးပဲမပြောပါနဲ့သူတို့ကိုပြောခွင့်ပေးပါကိုကတေးချာနားထောင်တဲ့အလုပ်ပဲစကားလေးတွေထောက်ပြီးတော့သူတို့များများပြောပြအောင်လုပ်ပါเนาะတခါတလေမှာတဲ့မေးပြီးတော့တိတ်ဆိတ်လေးနေလိုက်တာလေအကောင်းဆုံးဖြစ်တယ်တခါလေကြာရင်တော့ဟာမမိကုန်းလေးတစ်ခုမေးလိုက်တယ်ကိုကဆက်မပြောတော့ဇက်ပိတ်ထား तू ကနေ तू စဉ်းစားပြီးတော့တဖြည်းဖြည်းနဲ့ तू ပြောလာတယ်ကိုမိကုန်းလေးတခွန်းလောက်ပဲမေးပြီးတော့ထားလိုက် तू ကအချိန်တိုင်ရင် तू ပြောစရာရှိတာပြောလာလေ
Wow, mami, phải là đấy. နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့တကယ်လို့များတချို့ကိစ္စတွေကဖြေစရာအဖြေမရှိသေးဘူးဆိုလို့ရှိရင်မလောပါနဲ့နော်အဲဒါပြောချင်တဲ့အချိန်သမီးပြောချင်တဲ့အချိန်မှာ AC ပြောပြနော်နော်အခုချက်ချင်းဖြေစရာမလိုပါဘူး AC ပါဒါပေမဲ့ပြောချင်စရာရှိတဲ့အချိန်မှာလာပြောပြနော်မေမေကိုပြောဖေဖေကိုပြောဆိုတဲ့ပုံစံမျိုးနဲ့ပြုံးပြီးတော့လွှတ်ထားလိုက်ပါလို့ကျွန်တော်ပြောတယ် AC ပဲကွာ AC easy going သွားလို့ရတယ်နော်တော့ဒါမျိုးဒါကြောင့်မို့ကျွန်တော်ခုနကပြောတယ်ကိုက play စစ်တယ်လို့မျိုးမဖြစ်စေနဲ့လို့ပြောတာနော်အဲ့တော့နောက်တစ်ခါမှာကိုနဲ့ကိုသားသမီးနဲ့ပြောထားတဲ့ဒီအမေးဖြေလုပ်ထားတဲ့စကားလေးတွေကိုလည်းမှတ်ထားပါတဲ့နော်ကိုကောင်းထဲမှာအမြဲတမ်းမှတ်ထားပါအဲ့လိုမှတ်ထားပြီးဘာလုပ်ရမလဲဆိုတော့ဟိုပကံစင်းရင်ဖြစ်စေဈေးသွားရင်ဖြစ်စေမိဘနဲ့လည်းကားရေးစင်းရင်ဖြစ်စေဟလာနော်တခုသွားရင်အချိန်မှာဟိုအရင်တော့ဟိုတစ်ခေါက်ကမင်းပြောတဲ့ဟာလေးကအခုဘယ်လိုနေသေးလဲဟလာနည်းနည်းထပ်ပြောပြပါအောင်ဘာထူးဆန်းတာလေးတွေရှိသေးလဲဘာတွေဖြစ်နေလဲဆိုတဲ့ဟာမျိုးဆိုတော့အဲ့မျိုးမိကုန်းလေးတွေပြန်မေးပါဆိုတော့ကလေးရဲ့စိတ်ထဲမှာအော်ငါဖေကငါမေကငါပြောတာလေးကိုမှတ်ထားတာပဲသူတတိယနေသေးတာပဲတနည်းအားဖြင့်ပြောရင်ဒါဟာငါပေါ်အရေးတယူရှိတာပဲလို့သူကမြင်လာပါလိမ့်မယ်အဲ့အချိန်မှာသူထပ်ပြောပါလိမ့်မယ်ဒီနည်းနဲ့ကျွန်တော်တို့ဟာကလေးတွေနဲ့ relationship ကိုတည်ထောင်လို့ရတယ်အဲ့မှာအရေးကြီးတာတစ်ချက်ရှိပါတယ်တဲ့ကျွန်တော်တို့လည်းပြန်ပြီးတော့မေးခွန်းမေးပါငါသူနဲ့ငါနဲ့ကြားထဲမှာငါရဲ့ပုံစံဘယ်လိုဖြစ်နေသလဲငါသူ့ကို response လုပ်တဲ့ပုံစံကမြန်နေလားနှေးနေလားเนาะဟိုစိတ်ဆက်ပြီးတော့အတင်းဟိုဆရာလှုပ်ခြင်းစိတ်ပေါ့နော်မိဘဆိုတော့လေအကြံပေးခြင်းစိတ်တွေများနေလားကျွန်တော်ဖြစ်စေခြင်းတဲ့ point က break out ဖို့ပါเนาะအင်္ဂလိပ်စကားနဲ့ပြောရင် pause လုပ်ထားဖို့စိတ်ကိုလွှတ်မချလိုက်နဲ့မလောနဲ့ကျွန်တော်တို့မိဘတွေနေမလောအေးစေးသူတို့ကိုကျွန်တော်တို့အကဲခတ်နေရမှာသူတို့ရဲ့တုံ့ပြန်မှုကိုစောင့်ပြီးတော့မလောဘဲနဲ့အေးစစ်စစ်နေဖို့ကိုကျွန်တော်တို့အကြံပေးခြင်းပါတယ်ဒီမေးခွန်းတွေမေးတဲ့အခါမှာเนาะအချိန်လေးတစ်ခုပေးပါတဲ့โอเคအဲ့တော့ကျွန်တော်တို့အခု၃ပိုင်းကြည့်သွားပြီပေါ့เนาะ trend ကြောင်ပြောတယ် challenge ကြောင်ပြောတယ်ကျွန်တော်မေးတဲ့မေးခွန်းတွေကိုကျွန်တော်ဆွေးနွေးတယ်ဟုတ်ပြီ advice ကျွန်တော်ထပ်ပြီးထောက်ပြပါမယ်เนาะကျွန်တော်တို့ခုနပြောခဲ့တဲ့မိကုန်းတွေဟာ open ended question လို့ခေါ်ပါတယ် open ended ဆိုတာကသူတို့စိတ်ထဲမှာရှိတာကြိုက်တာပြောခွင့်ပေးတဲ့မိကုန်းမျိုးပါဘာကြောင့်ကလေးတွေကိုကြိုက်တာဖြေလို့ရလောက်ကြိုက်တာဖြေလို့ရအောင်ပြောလဲဆိုတော့ကျွန်တော်တို့ကသူတို့အကြောင်းကိုသူတို့စိတ်ထဲမှာဘာရှိနေလဲဆိုတာသိကြတယ်ဒါကကျွန်တော်တို့မိကုန်းမေးတဲ့ချင်းရဲ့ဟိုပညာပေါ့နော်ဟိုဆိုကြပါစို့ဥမာကြောင့်ပဲ open ended ဆိုတဲ့ဟာမျိုးကဲဒီနွေရာသီကြောင့်ပြင်မိမယ်သွားခြင်းလားဘာလုပ်ခြင်းဘယ်သွားခြင်းလဲဘာလုပ်ခြင်းလဲဘာဖြစ်ခြင်းလဲဆိုတဲ့ဟာတွေ open ended ရဲ့သဘောတရားတွေအဲ့လိုမျိုးဖြေလာတော့မှသူစိတ်ထဲမှာရှိတာသူနှစ်နဲ့ဖြေရတာလည်းလွယ်တယ်လေဟုတ်လားဘာလုပ်ခြင်းလဲဘာဖြစ်ခြင်းလဲဘယ်သွားခြင်းလဲဘာစားခြင်းလဲဆိုမိကုန်းကနော်ဟဲ့မင်းစက်သားစားမလားလို့မေးတာလေဖြေရတာလွယ်တယ်စက်သားစားမလားဒီစားမယ်မစားဘူးဖြေပြီးဘာမှဆက်လို့မရတော့နော်ကန့်သက်ချက်ရှိသွားတယ်ဘာစားခြင်းလဲလွတ်လွတ်လပ်လပ်မေးလိုက်တာအများကြီးကျွန်တော်တို့ကစဉ်းစားပြီးတော့ဖြေလို့ရတယ်ကလေးအနေနဲ့ဆိုတော့ကျွန်တော်အဲ့ဒါမှမဟုတ်ဒီ open ended ကိုကျွန်တော်တို့ကမေးပေးပါနော်သူတို့ရဲ့အတွေ့အကြုံတွေနော်အဲ့ဒါမှကျွန်တော်တို့ကစကားအဲ့တော့ဘာကြောင့်မေးလဲဆိုတော့ခုနပြောတဲ့ကိုနဲ့သူနဲ့စကားမြန်မြန်စလို့ရတယ်အဲ့ဒီစကားလေးကနေပြီးတော့မှကိုကျွမ်းကျင်လို့အချိန်ပေးပြီးတော့ဆွဲခေါ်သွားရင်ကလေးနဲ့စကားအများကြီးပြောလို့ရတယ်အဲ့တော့ဒါကြောင့်မလို့ open ended questions တွေများများဖွင့်ပေးပါနားထောင်ပေးပါเนาะဒါကနံပါတ်1ကျွန်တော် advice ပေးချင်တာပါနောက်တစ်ခု difficult conversation လို့ကျွန်တော်တို့ခေါ်ပါတယ်ခါလီချို့ကိစ္စတွေကမပြောမပြီးမတီးမပြီးနဲ့ဟိုညင်းရခုံရဆွေးနွေးရမှာတွေရှိပါတယ်တချို့ကျွန်တော်မိဘတွေကိုတွေ့ရတဲ့အခါမှာဘာလဲဆိုတော့တချို့ကကြတော့လေအချင်းကြီးကြောင်းကြောင်းကြောင်းပေါ့နော်ဟိုဒီချိန်မှာသားသမီးနဲ့ပြဿနာမဖြစ်ချင်တော့အဲပြဿနာမဖြစ်ချင်တဲ့အတွက်ထိတ်တိုက်ရင်မဆိုင်ပဲနဲ့ဟိုအလိုလိုက်ထားတာမျိုးနော်ဒါမှမဟုတ်စိတ်လျှော့ထားတယ်လို့ကျွန်တော်ပြောမယ်အလိုလိုက်တယ်ဆိုတာလေစိတ်လျှော့ထားသူနဲ့ငါတယောက်နဲ့တယောက်ဟိုမိဘနဲ့သားသမီးကြားမှာအမုန်းပွားနေမှာဆိုလို့ဟလာတချို့မိဘတွေကျတော့ဟိုအဝေးမှာနေရတဲ့မိဘတွေရှိတယ်အဲ့ဒီခါကျတော့သားသမီးနဲ့ချက်ချင်းပြန်မလာနိုင်သေးရင်ဖုန်းလေးပဲပြောနေရတဲ့ကိစ္စမျိုးတွေရှိတယ်ဗီဒီယိုကောလေးနဲ့ပဲပြောတဲ့အချိန်မှာအဲ့ရတဲ့အချိန်လေးမှာသားနဲ့သမီးနဲ့ကြားထဲမှာပြဿနာမဖြစ်ချင်ဘူးဆိုတဲ့ဟာမှာသူလွတ်ပေးလိုက်တယ်ဒါပေမဲ့
ဒါလည်းကျွန်တော်100%မမှန်ဘူးလို့ကျွန်တော်တော့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့ mental health ပြဿနာပါပဲ။နော်ကလေးတွေနဲ့မိဘတွေနဲ့အနေမနီးတဲ့အခါမျိုးမှာဒီပြဿနာမျိုးတွေကလည်းကြုံနေတာပဲ။အနေနီးတော့လို့ဆိုတော့လည်းရှိမှာပါပဲကျွန်တော်ပြောတာအဓိကတေချာစကားပြောတော့သူတို့မှာ mental health ပိုင်းဆိုင်ရာပြဿနာရှိနေပြီ။နော်သူတို့ဒီ online မှာပြဿနာမျိုးတွေရှိနေပြီဆိုကျွန်တော်က discuss လုပ်ရတော့မယ်။နော်အဲ့တော့ဒါဟိုတင်းတင်းကြပ်ကြပ်ကျွန်တော်တို့စကားပြောဖို့လိုလာတယ်discipline ချပြီးတော့တင်းကြပ်ဆိုတာကစီကံကြီးချတာကိုပြောတာမဟုတ်ကျွန်တော်တို့မိဘတွေအနေနဲ့မရှောင်နဲ့လို့ကျွန်တော်ပြောချင်တာပါပြောတင်ပြောထိုက်တဲ့စကား conversation ဖြစ်တဲ့အတွက်သူနဲ့ကိုယ်နဲ့အပြန်အလှန်ပြောရမယ့်စကားတွေကိုအချိန်ပေးပြီးတော့ပြောပါလို့ကျွန်တော်အားပေးချင်တာပါเนาะဒါလေးကလည်းအရေးကြီးတဲ့အချက်ပါနောက်တတိယတစ်ချက်ကဝိုင်းကိုနားလည်အောင်လုပ်ပါစူးစမ်းပြီးနားလည်အောင်လုပ်ပါဒီ team စီဒီနေ့ခေတ် team စီရဲ့အပြုအမူအနေထိုင်ပြောဆိုဒီဖြစ်နေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကိုကနားလည်မှကိုဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကိုသိမှာအဲ့တော့မိဘများများမေး listening လုပ်သူတို့ရဲ့အမြင်တွေကိုရှုထောင့်ပေါင်းစုံကနေပြီးတော့ပြောလာအောင်ကိုကလိုက်နားထောင်ကိုကနားလည်သွားပြီဆိုတော့မှသူတို့လိုချင်တာကိုကျွန်တော်ဖြည့်ပေးမှာကိုကဝိုင်းကိုနားမလည်မချင်းကျွန်တော်ဘာမှလုပ်လို့မရပါဘူးဒါလေးကိုလည်းသတိထားစေချင်ပါတယ်နောက်တစ်ခုက communication ပုံစံမျိုးစုံကိုကျွန်တော်တို့မိဘတွေအနေနဲ့အသုံးချတတ်ဖို့လိုပါတယ်เนาะအဲ့တော့သူတို့က text ရိုက်တာကိုကြိုက်တယ်ဒီခေတ်ကလေးတွေက text ဖုန်းထဲမှာ text နဲ့အယမ်းမြတ်ကျွန်တော်တို့ကကျတော့လူချင်းတွေ့မှစကားပြောခြင်းတယ်အဲ့မှာပြဿနာတက်တယ် even ကျွန်တော်တို့မှကျွန်တော်တဲ့ generation ကြီးတဲ့အသက်80အထက်တွေနဲ့ကျွန်တော်တို့မှလည်းပြဿနာရှိတယ်ကျွန်တော်တို့ကအသက်80ကျွန်တော်တို့ကိုယ်တိုင်တော့မှအခုချိန်မှာကျွန်တော်တို့ကြတော့ဗာနဲ့တော့ voice message တွေနဲ့ကျွန်တော်တို့သွားကြတယ်ဟဲ့လားကျွန်တော်တို့က YouTube ဖြစ်နေတယ် text message ပို့တယ် voice message ပို့တာဒါပေမဲ့အသက်80အထက်လူကြီးတွေကမကြည့်ဘူးမဖတ်ဘူးနော်တချို့တွေကအဲ့တော့သူတို့ကကြတော့ဗာလဲဆိုဖုန်းလေးခေါ်လိုက်မှရတာရှိဖုန်းခေါ်ပြီးတော့စကားပြောတယ်ကျွန်တော်တို့ဒါအလုတ်ခွင်ထဲမှာเนาะအလုတ်လုံးကျွန်တော်တို့ ਨੇ အလုတ်တွဲလုံနေရတဲ့အသက်80ကျော်လူကြီးတွေပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတွေကသူတို့ကလည်းပြောထားတယ်ဟဲ့အောင်နဲ့မင်းငါတို့အလုပ်ကိစ္စတွေရှိလာရင်ငါတို့ message မပို့နဲ့ငါတို့ကမင်းတို့လိုဖုန်းအလကားနေပုတ်နေတဲ့လူတန်းစားမဟုတ်ငါတို့ကဖုန်းဆိုတာပြောဖို့ဆိုတဲ့လူတန်းthat generation အဲ့တော့သူတို့ကိုယ်တိုင်လည်းသူတို့ကိုဖုန်းခေါ်တာကိုကြိုက်တယ်သူတို့ကလည်းဖုန်းခေါ်တယ်ကျွန်တော်တို့ကtext message ပို့တာကိုကျွန်တော်တို့က used to ဖြစ်နေတယ် voice message နဲ့ပို့နေကြတယ်ဒီလိုပဲကလေးတွေကြားထဲမှာလည်းသူတို့ generation မှာလည်းသူတို့ရဲ့သုံးတဲ့ဟာတွေရှိမှာเนาะအဲ့တော့အဓိကပြောချင်တာပါလဲဆိုတော့ကိုသားနဲ့သမီးနဲ့ကြားထဲမှာဘယ်လို communication methods ကိုကျွန်တော်တို့သုံးပါလဲဒါကိုကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့သုံးရမယ်ဆိုတာကိုလည်းနားလည်ထားဖို့လိုပါတယ်နောက်ဆုံး advice တစ်ခုကတော့ပါလဲဆိုတော့ကိုကအမြဲတမ်း involve လုပ်နေတာအမြဲတမ်းပါနေတာเนาะငါအမေကငါကိစ္စတွေကိုငါအဖေကငါကိစ္စတွေကိုအမြဲတမ်းဝင်ပါပေးနေတယ်ဆိုတော့အသိစိတ်အားကိုးစိတ်ကလေးလည်းဖြစ်လာအောင်လုပ်ပေးစေခြင်းနဲ့အဲ့လိုလုပ်တဲ့အခါမှာအဝေးမှာနေလို့လဲဒါပြဿနာမဟုတ်ဘူးအနည်းဆုံးဖုန်းနဲ့ message နဲ့ video call နဲ့ပြောလို့ရတယ်အနည်းဆုံးသိနေတယ်တိုင်ပင်လို့ရတာเนาะတိုင်နဲ့တူတူနေရင်တော့တချို့ကိစ္စတွေကိုလိုက်ပေးဖို့ဝင်ပါပေးဖို့လိုတာပေါ့အဲ့တော့သူတို့ရဲ့နေ့စဉ်ဘဝသူတို့ရဲ့ online ကကိစ္စတွေ offline ကကိစ္စတွေเนาะအဲ့ဒီတွေမှာကိုဒီအနည်းနဲ့အများဝင်ပါပေးနေတယ်သူတို့ရဲ့လုံခြုံရေးအတွက်အချိန်မရွေးသူတို့မှာဘာပြဿနာတက်မိဘကနောက်ကနေအစင်းစင်းရှိနေတယ်เนาะဖေတို့မေတို့တိနေတယ်ကူညီပေးဖို့အစင်းစင်းရှိနေတယ်ဆိုတော့လုံခြုံစိတ်ချရမှုကိုကျွန်တော်တို့ကပေးထားဖို့လိုပါတယ်ကလေးတွေသိထားဖို့လိုပါတယ်အဲဒါမှသာလျှင်ဒီအနေကကင်းမှာပါအဲ့တော့ဒါလေးကကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်เนาะနောက်ဆုံးအပိုင်းဖြစ်ပါတယ်အဲ့တော့ပုံမှန်ကတော့ကျွန်တော်ကကလေးတွေအတွက်ပဲကျွန်တော်သင်တန်းတွေလုပ်တာပါဒါဒီထက်မှာတော်တော်များများနော်ကျွန်တော်သင်တန်းတွေနဲ့ပတ်သက်ပြီးတော့တက်ဖူးတဲ့ကလေးတွေရဲ့သင်တန်းတက်ဖူးတဲ့မိဘတွေလည်းတော်တော်များများပါကြပါတယ်
ကျွန်တော်အခုဒါဒီဇင်ဘာနဲ့ January first week အထိကလေးတွေသင်တန်းတွေမပြီးသေးပါဘူးအဲ့တော့နောက် batch တွေကတော့ကျွန်တော်January အာနောက်ဆုံးပတ်လောက်မှာပဲကျွန်တော်စနိုင်ပါမယ်အဲ့တော့ကျွန်တော်ဒီပုံမှန်ဖွင့်နေတဲ့အခုဒီ background မှာရှိတဲ့ life skill for you ဆိုတဲ့သင်တန်းမျိုးကတော့နောက်ပိုင်း January လကုန်နောက်ကြမှာကျွန်တော်စနိုင်ပါမယ်အဲ့ဒီ Young CEO လည်းနောက်ဆုံးကြမှာစနိုင်ပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟိုအဲ့မှာ January second week မှာကျွန်တော်မြန်မာပြည်ပြန်มาဖြစ်ပါတယ်အဲ့တော့ခရီးတွေကလည်းဇက်တိုက်သွားမှာတပတ်10ရက်လောက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်စာသင်ဖို့အချိန်မရတဲ့အတွက်ပထမတော့ကျွန်တော် January second week လောက်မှာစမယ်လို့မိဘတွေကိုတချို့မိဘတွေကိုပြောထားသေးတယ်ဒါပေမဲ့အခုတော့မစနိုင်တော့ဘူးကျွန်တော်တေချာသွားပြီရန်ကုန်ပြန်มาကိစ္စတွေခီးသွားစရာတွေပေါ်လာအဲ့တော့နောက်ဆုံးပတ်မှာတော့ကျွန်တော်စပစ်ပါမယ်အဲ့တော့ဒါလေးပြောရင်းနဲ့ကျွန်တော် presentation ကိုရက်ပါမယ်ဟိုနောက်ဆုံးပိုင်းကတော့ question answer ပါเนาะအဲ့တော့မိဘတွေနဲ့ဆွေးနွေးစရာပြောစရာလေးတွေရှိရင်လည်းဆွေးနွေးဖို့ကျွန်တော်ဖိတ်